အားလုံးမင်္ဂလာပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်နာမည်စိန်သေးပါเนาะကျွန်တော်နာမည်စိန်သေးပါအဲ့တော့ကျွန်တော်ကိုခုနှစ်တော့ခင်တာကြာပြီ message ပို့လိပါเนาะအဲ့တော့ကိုကလာတော့ကျွန်တော်တော့မှာဟာကိုရကျွန်တော်ဘာပြောရမလဲတော့မေးပါလေအဲ့ဆိုတော့ပြောကိုအဲ့လိုပဲဗျာတဲ့ဆိုဟုတ်ပြီဆိုတော့ကျွန်တော်ပြောချင်တာကျွန်တော်ကဒီလိုချင်း community ထဲမှာလေခုနနားထောင်လို့ပေါ့เนาะကြားတာကျွန်တော်ကစိတ်သက်ဆိုတော့လွှတ်တာရှိလေကျွန်တော်ခုနဖို့ပနာမတောင်းဆိုပါတယ်အားလုံးလည်းတွေ့ရလဲဝမ်းလဲတာတယ်ဘလောက်ဆိုဝမ်းသာတာမှကျွန်တော်တော်တော်ကိုဝမ်းသာတယ်အဲ့ဒါတော့အချိန်လေးရရင်ကျွန်တော်တင်ပြချင်တာပေါ့နော်ဘာလို့ဆိုကျွန်တော်ကဗမာစစ်ပါနော်ဗမာစစ်ဆိုတော့ဒီချင်း community ရဲ့ကာချာလဲနားမလဲလို့ခုနစကားလေးခံတယ်ဒါပေမဲ့ခုတော့သိတာနော်ခင်ဗျားတို့စိတ်ဓာတ်တွေပေါ့နော်ဆိုတော့ကျွန်တော်တို့အသက်ကြီးပြီဗျာလူငယ်တွေအားကိုတော့လူငယ်တွေခုတွေ့တယ်လူကြီးလို့ကျွန်တော်တော့မှဆရာကြီးတော့မကောက်ဘူးကိုကဲ့ရဲ့နော်ငယ်စဉ်လို့ဒီကောင်တွေနဲ့အောင်တိုက်ချင်လို့နော်ဆိုတော့ကျွန်တော်ကြည့်လိုက်တာအရန်ဝမ်းသာသွားတာကခုနဆရာစလိုင်းစတီဗင်လည်းရှင်းပြသွားတယ်ရွေချက်ပေါ့နော်ရွေချက်တို့ကိုကျွန်တော်တို့ကကြည်နပ်တာပေါ့ဗျာနော်ဒီ community တွေမကဘူးကြောက်လွတ်မြောက်ဖို့တဲ့ကျမ်းတဲ့အားတွေသွားလို့ဆိုတော့ကျွန်တော်မြင်တာက cooperation မှာကမ်းလှမ်းတာလို့ကျွန်တော်မြင်တာဟုတ်တယ်လားအလောက်ကနှစ်ခုရှိတယ်နော်ဖန်လို့နေမယ်ဆိုတော့အဲ့ဒါကိုချင်းချင်းလင်းသိတော့ကျွန်တော်ပို့ဝမ်းတာတစ်ချက်နောက်ကိုခွက်ကလည်းခုန contact လုပ်ရမယ်ဒါလေးတွေပြောတယ်ဆိုတော့ပြည့်စုံနေပြီနော်တစ်ချက်နောက်တစ်ချက်ကအခု brain ကလည်းပြောတယ်ဆိုရွေချက်ကဘာလို့ဆိုကျွန်တော်ရှင်းတော့ဒီရွေချက်ပေါ်မှာကျွန်တော်နံပါတ်1အားရဝမ်းသာတာကိုကျွန်တော်ပြောချင်တယ်လူတွေပြောရလို့ဝမ်းသာတယ်ရွေချက်ကလည်းပြီးပြင်းတယ်နော်ကျွန်တော်တို့ဖြတ်တန်းခဲ့ပြုတ်ကြုံရကျွန်တော်တို့အဲ့လိုပြီးပြင်းတာမရှိဘူးဗျကျွန်တော်90နဲ့50တနှစ်ရှိပါပြီနော်ဒီအာနာရှင်တွေကိုကျွန်တော်တို့ကဖြတ်တန်းခဲ့ရတာပေါ့နော်ဆိုတော့အခုဟောပေါ့ခင်ဗျားတို့တွေ့တဲ့ခါကျတော့ကျွန်တော်အဲ့ဒါတော့ဝမ်းသာလုပ်ငန်းလဲမှန်တယ်လုပ်ရက်လဲမှန်စေရနာတန်ဇွဲစီကြည့်နေတာကျွန်တော်ဒါကြောင့်အားလုံးဝမ်းသာပါတယ်အဲ့ရွေချက်ကကျွန်တော်ကနှုတ်ဆက်စကားဆိုတာတဲ့မိငုံမဟုတ်ပါဘူးเนาะဒီ community ဝင်လာတဲ့အတစ်တော်ပုဂ္ဂိုလ် stranger အပြင်ကျွန်တော်ဗမာတယောက်ဖြစ်တဲ့ခါမှာကျွန်တော်တို့လူကြီးဖိုးကြီးပဲပြောကြပါစို့ဒီလူတွေဟာလူငယ်တွေတက်ကြွစားနေစနစ်တကျလှုပ်တာကိုတွေ့တယ်ကောင်ကျွန်တော်ဝမ်းသာတာဒါကိုပြောတယ်ဘာကြောင့်လဲဆိုတော့ခုနကျွန်တော်နည်းနည်းပြောပါတယ်ကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့တွေ့ကြုံဒီလိုမျိုးစနစ်ကျတာမရှိခဲ့ဘူးဗျနော်အဲ့ဒါလေးလေကျွန်တော်ပြောချင်တာဒါခင်ဗျားတို့ချီးကျူးတာဒါလိုအပ်လို့ချီးကျူးတာကျွန်တော်ချီးlip လုပ်တာမဟုတ်ပါဘူးနော်ဆိုတော့ကျွန်တော်တွေ့ကြုံဖြတ်တန်းခဲ့တွေ့ကြဒါတကယ်ထိရောက်နေတဲ့တစ်ချက်နော်ဒါအချုပ်ပဲကျွန်တော်တင်ပြဘာကြောင့်ကျွန်တော်ဥတန်းမှာစတွေ့တယ်ဒါလည်းတော့လိုအပ်ချိန်ရလို့မိကွန်းလေးတွေမေးပြီးပြောကျွန်တော်ဖြေပါဘာလို့ကျွန်တော်ရှောက်ပြောလို့မဖြစ်ဘူးရွေးချက်ပတ်စံချမှာထည့်တိုက်တေးခတ်တိုက်ဒါကိုကျွန်တော်ဘယ်လိုဖြည့်မလဲအဲ့မှာကျွန်တော် share လုပ်ချင်တယ်နော်ဘရာတက်ပြီးတယ်ရှောက်အဲ့လိုမဟုတ်ပါဘူးရွေးချက်က share လုပ်မယ်ဘယ်လိုပေါင်းရမလဲကျွန်တော်အောက်ဆက်မှုကျွန်တော် effective မဖြစ်ခဲ့ဘူးဗျနော်အဲ့တော့ခဲခု localize သွားနေကျွန်တော်မြင်တယ်ပြီးရင် region သွားမှာဟုတ်တယ်နော်ပြီးရင်ကျွန်တော် nation သွားရမှာအဲ့တော့ကျွန်တော်ကအဲ့ဒီဟာမျိုးမရခဲ့ဘူးပေါ့ဗျာလူကြီးတွေလောက်တာလည်းကြာဘူးမအောင်လို့တမိုင်းနေကျွန်တော်ရှင်းအောင်ပြောတာမဟုတ်ပါဘူးကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့ကြုံရဆိုရင်ဒီလိုစနစ်ကြတာကိုမတွေ့ဘူးလို့ဝမ်းသာတယ်ဆက်လက်လုပ်ဖို့ကျွန်တော်ကခင်ဗျားတို့ကိုကျွန်တော်တိုက်တွန်းနေတာဗျဘာလို့ကျွန်တော်တို့မလုပ်နိုင်တော့ဘူးလူငယ်တွေလုပ်မှာကိုကြရတောင်း division of labor ပေါ့နော်ခွဲပြီးမှကိုကဒီလိုပြောဟိုကအောက်မှာလုံနေတယ်တော့ဒီဘက်ပတ်စံပေးမယ်လို့ရှိတော့ဒီဟာကကျွန်တော်တို့အာနာရှင်တိုက်တဲ့ကျွန်တော်တို့အဲ့လိုမရခဲ့ဘူးကျွန်တော်အဲ့တော့ဝမ်းသာတယ်ပြောဥတန်ကျွန်တော်တွေ့တယ်ဗျနော်ဒါကြုံမှုပြောမယ်အဲ့လိုခင်ဗျားတို့ငယ်လေးပရမဏိတက်သူကြောင်းသားလေးပေါ့အလောင်းကြီးသွားတယ်ပါသွားတာအဲ့ဒီမှာတော့ကောင်းကောင်းတည့်ဒီကောင်နေဝန်းဟာဒီကောင်ကြီးရုပ်တာကျွန်တော်ကလေးတွေကစဉ်းစားကြည့်ပြောတဲ့ချိန်လေးပေါ့ခင်ဗျားတို့တော့နေဦးအဲ့ချွေလေးက50တနည်းရှိဆိုကျွန်တော်တို့အဲ့မှာမကြိုက်လို့ plan နဲ့ပေါ့ဗျာနော်ဒီရှုံးနေဗျာခင်ဗျားတို့နော်ဒါလည်းကြုံလို့ခင်ဗျားတို့က slide ဥတည်မအောင်ကြားဦးမှာပေါ့သူတို့ကလူကြီးကျွန်တော်တို့က claim သူတို့ခိုင်းတာလို့နောက်မှသိတာသူလည်းမသိတော့ချိုးလွယ်ပေးမှသိတာဗျာနောက်တစ်ခါပြောပါမယ်ခုရှိသေးတယ်ဒေါ်သူ့ညီမလည်းပြောတယ်ဒေါ်လှမြိုင်ကျွန်တော်မခင်ဘူးဖြစ်ပုံကအလောင်းကြီးသွားတယ်တိုက်ဆန်ဝင်ဒီဟိုဟာထဲမှာဒေါ်ကြည်ကြည်ပေါ့တက်ပြီးတော့တွတ်တက်အော်မျိုးသမီးသိကျွန်တော်မှဒီဘက်ကိုကျွန်တော်ရောက်တော့မှတော့ကိုကျွန်တော်တကယ်တယောက်ကကနေဒါမှာရှိတယ်သူကအေးပြီးဟဲ့တကယ်ကြီးအဲ့သူလည်းပါတာဘူးအဲ့တော့အဲ့နာမည်မျိုးသမီးသူလဲကွာဟာမေမလှမြိုင်ကြီးကွာဟဲ့ဟာဘယ်သူလဲကိုတမောင်ဦးညီဟွာဒီညီမလေးကွာတဲ့ဟာဟုတ်လေဘယ်မှာကနေဒါမှာရှိတယ်အဲ့တရင်ကပြောချင်တဲ့ point မှာကျွန်တော်တို့တော်ဟာနာရှင်တော်တဲ့ခါမှာလူမျိုးနေလည်းမခွဲဘူးဗျ။ယာရုလည်းမခွဲခဲ့ဘူးဗျ။နော်ခုနကျွန်တော်ကိုတင်မောင်ဦးကတကယ်ဟီးရိုးပဲခေါင်းဆောင်ကြီးအသက်ခံတယ်။ကြောင်တဲ့ဒီခန့်လို့သိမှာပေါ့ဒါကွန်ယူတာကိုပြောတာ။အဲ့တော့ကျွန်တော်မတွေ့ရကျွန်တော်ကလေးကိုဗျာခိုင်းတာလို့ရတာဟုတ်တကားဆောင်ရတာပေါ့ကျွန်တော်ဘာလောင်းပဲပေးရတာ94ဒီဇင်ဘာ9ရက်10ရက်တွန်းနောက်မှတည်တော့သူတို့ခေါင်းဆောင်ဗျာ။ဆိုတော့အဲ့လိုတက်ကြောက်တာလုပ်ခဲ့တယ်ခေါင်းဆောင်ခင်ဗျားတို့စီကောင်းတယ်ဟီးရိုးနော်ဒါကျွန်တော်ဂုံပြင်းပြောသွားတာအခုရှိသေးဒေါ်လာမြန်ရှိမေးကြည့်ဖိတ်ကြည့်ဟုတ်လားမေးကြည့်ခင်ဗျကျွန်တော်တော့ကလေးလေးကိုရတူတယ်အတိရှိရှိနဲ့အာနာစီတိုက်ဒါကြောင့်ဟိုကောင်နေဦးက
ဟုတ်လားစတိုင်းဥတမောင်ကိုခမရထောင်ထဲမှာကြိုးပိတ်ပြတာမို့လားဟမ်အဲ့တော့အဲ့ခေါင်းဆောင်ကြီးမျိုးဆက်တွေနဲ့ကျွန်တော်တွေ့ရတော့ဝမ်းသာတယ်ဒါတစ်ချက်ပြောဒါတစ်ချက်ခုနလွဲသွားပြီခုလောက်တာပဲစနစ်ကြကျွန်တော်တို့ကစနစ်ကအချင်းနဲ့လို့မပြီးတယ်လီဖုန်းတော့မရှိဘူးဘယ်လိုဆက်မလဲ messenger wait so ဘာရှိကွန်ပျူတာမရှိဘူးလူကြီးကလိုက်ဆက်သားလူခါကျွန်တော်ထောက်လိုက်ကန်ကိုဘမလားခိုးရတဲ့ကောင်အဲ့ခုဒီမှတ်မိတယ်ကျွန်တော်လိုက်ပြီးတော့ကျွန်တော်ကလေးကိုမထင်ဘူးကျောင်းသားကြီးဆိုချင်တယ်အဲ့ကောင်ခိုးရတဲ့တက်ဆံမနေရပြီးရင်အဲ့ဟိုက်ဆွမ်းမှာရိုက်တယ်ဟာအများကြီးကျောင်းထဲလိုက်မင်းတို့သွားဆိုသွားကြည့်ပေါ့ပြီးလူကြီးတွေခေါ်ပြီးအဲ့ကမရက်တဲ့ကောင်တိတိလေးတွေပြဖန်ပုတ်ဆွဲအားချပြောချင်တဲ့ကွာကျွန်တော်တို့မှခုလူခွဲပြီးစနစ်ကြတယ်မရှိခဲ့ဘူးအဲ့တော့ကျွန်တော်တို့တာတယ်ပေါ့ဗျာကျောင်းသားလည်းအဲ့တော့လက်နဲ့ကြိုက်တယ်ရှိတဲ့ကောင်ဒဇနာអော်တာဗျာဘုဒ္ဓမောင်အော်လို့ပဲတက်ခံဟုတ်တယ်မလားဟောဒီလိုပဲပြောချင်အဆက်ကာလတွေမှာကျွန်တော်ရှုံးနေတယ်ဘာလို့လဲခုနပြောသွားတယ်စီယုံမှုနေတာလည်းပါစီယုံကြပါလေခုနပြောချင်ဗမာဘာချင်းမဟုတ်ရှမ်းလဲပါလားပဲကျွန်တော်တို့တွေ့ကြုံပြောတာဒါပေမဲ့ကျွန်တော်အကွဲအပြဲဖြစ်တော့ connection မကောင်းဘူးပေါ့ဗျာနော် facility လည်းမရှိဘူးခေတ်ကခုကျွန်တော်ကြည့်တဲ့ကဒီပညာတိုးတက်မှုနော်ဆိုဒါကြောင့်ကျွန်တော်ဝမ်းသာတယ်ဆက်လုပ်ပေးကြပါရည်ရွယ်ချက်ကပါတယ်အခုကြောက်လာတဲ့ကျွန်တော်တို့ဟုတ်လားဒီဦးစီးကြီးမှကျေးဇူးတင်မဟုတ်ဘူးပေးမဲ့လူတွေကျွန်တော်ကြည့်နေတာဟောဆိုသူပေးတော့ပေးနေပြောတယ်ခုနကဆိုတော့အဲ့ပေးတဲ့ဟာထပ်ပြီးတော့ပေးကြပေးပါဒါတစ်ချက်ပါနော်ဒါလေးကိုပနာမနှုတ်ခွန်းစင်နဲ့ကျွန်တော်တင်ပြတာပါနည်းနည်းရှင်းသွားမှဆိုတော့တောင်းပန်ပါတယ်တစ်ချက်နောက်တစ်ခုကကျွန်တော်တိုက်တွန်းစကားပြောချင်တာနှစ်ချက်ရှိတယ်အဲ့ဒါလေးအချုပ်ပြောမယ်နော်ပြောဘာဖြစ်လို့ရှိရင်လဲကျွန်တော်အများကြီးချိန်ယူပါဘူးအားနာပါတယ်နော်ဆိုတော့ဒီခုနရည်ရွယ်ချက်ကတော့ခုနကြောက်ရတဲ့ဟုတ်လားဒီ live ကိုသွားနေတဲ့ဟာဒီကအလုံးထိရောက်တဲ့ဆက်အားပေးပါတတ်နိုင်တယ်မြနော်ကျွန်တော်လည်းလုတ်ခဲ့ဘူးလို့သိရှိတော့မှာဆို$1ကဲပြီးကျွန်တော်စတာ2000ကဒီ Washington DC မှာကျွန်တော်အဆင်မပြေခဲ့ဘူးပိုက်ဆံချဘာသူများအကိုရတာဘူးလေအဲ့တော့အခုဆိုပြည်သူတွေတက်ကြွဒါကိုပြောတာအဲ့တော့ဆက်လုပ်ဖို့ကျွန်တော်ဂုံယူတဲ့ဆက်ပြီးတော့အခုကြောက်လာတဲ့ကြည့်တဲ့လူတွေအားလုံးကဒီဖွဲလေးကိုကူညီကြပါနော်ကူညီချင်းအားဖြင့်ခုနရွက်တွေကပေးသွားတော့ကျွန်တော်ဒါနဲ့ပတ်သက်ရှင်းမပြောလို့ပါဘူးအဲ့တော့ဟုတ်ပြီကျွန်တော်နှစ်ချက်တော့ပြောကုန်ပြီပါကျွန်တော်နော်တောင်းဆိုတာကျွန်တော်အကြံပြုတောင်းဆိုတာကျွန်တော်လာပြီးမဟာဒီကောဘာညာတက်ဒီလိုမဟုတ်ပါဘူးခင်ဗျကျွန်တော်ဖြတ်တန်းတဲ့အတွက်ကြောင့်တိုင်းပြည်အာဏာရှင်လက်အောက်ကလွတ်မြောက်ခြင်းလို့ကျွန်တော်ရှုံးခဲ့ပြီခုနပြောကျွန်တော်ကိုဒီနေ့ကျွန်တော်7 July မမီပါဘူးကျွန်တော်ကလေးနော်ကျွန်းဆွဲမမီဘူးတရုတ်ဗမာရေကိမမီဘူးရခိုင်ဆန်ရေစသည်ပေါ့တော့ချင်းမှမဟုတ်ဘူးခင်ဗျားတို့ဘက်ကလည်းကျဲလို့အကုန်လိုက်နှိပ်ကွက်တာအာဏာရှင်ကကျောင်းသားတော့အခမ်းအဆုံးပေါ့ဗျာအဲ့ဒီကပြောဘကတာမဟုတ်ကျွန်တော်လည်းဘကတာပေါ်မှာပါအဲ့ဒီတော့ခုနကကောင်းဆောင်ကြီးတွေလို့တော့ကျွန်တော်တို့မှရှုံးနေဗျာဒါကနော်94 96 3ကြီးချုပ်ထောင်ကြတယ်ဆုံးကြတယ်ကျွန်တော်ကတော့ကံမြဲတဲ့ကောင်းတယ်ခုဒီကျွန်တော်ပြောပတ်သက်နဲ့ပြောနိုင်တော့ဗောနော်ဆိုတော့တခါလာဗျာ88အာနာရှင်တိုက်ကြတာနော်ဒုံးသာမြေကွာတော့စစ်အာဏာယူတာပြောင်းသွားအာရှင်မပြောင်းနေဝမ်းမြပြီးတော့သူတစ်ဘက်ခင်ဗျားလက်ရွှေဟိုစောမောင်တွဲတယ်စောမောင်မှန်တဲ့ကောင်ကခင်ကျွန်းနဲ့ပေါင်းရိုက်ချတာအားလုံးသိပြီးသားဟောအဲ့တော့ဒုတိယဟာခင်ဗျားလည်းပတ်တယ်ကျွန်တော်လည်းပတ်တယ်တောက်ချောင်းကျွန်တော်ပတ်အခုတကလာပဲမလားဒူပဲလူရသေးတော့ဒါမပြောစနစ်ကိုရရမှာဖြစ်တဲ့ခါမှာခင်ဗျားတို့ရည်ချက်ကပထမဆုံးလုပ်ခဲ့လိုက်ခင်ဗျားတို့စူးစီးမယ်ပြီးရင်ခင်ဗျားပြန်တိုက်မယ်ပြီးရင်ခင်ဗျားတို့ဘော်ဒါသွားတော့မှာခုပဲပြောနေခုနကျွန်တော်ကြားလိုက်တယ်နော်လောင်းရှည်ဘက်ကတက်လာပြီဟုတ်တယ်နော်ပထမသိမ်းမလို့ကျွန်တော်တို့အားရရတာပေါ့ဗျာဒုတိယကျတော့ရန့်သွားတယ်ဘာကြောင့်လဲခုနပြောခုကောင်တက်လာတယ်ခုဘက်ကမပြောသေးခုနကိုစတီဗန်လာပြောသွားတယ်လေချုပ်ပါပြီးသားအဲ့တော့ကျွန်တော်ဘယ်လိုလုပ်ကြမလဲဒါကြောင့် cooperation ကိုကျွန်တော်ကသွားစေချင်လို့ not only the money ငွေလေးတက်နေပေးရမယ်ကျွန်တော်တို့ဆိုတာအားကျွန်တော်တဲ့တော့မတိုက်နိုင်တော့ဘူးဗျာငွေလေးပဲကျွန်တော်တို့ကဒီမှာနိုင်ငံရေးလို့လိုပါတော့ပတ်စံမရှိဘူးဗျာနော်ခုတော့စဉ်းစားနေကျွန်တော်မြစ်တီမနေ့ကတော့ကျွန်တော်တခုတော့ဂရီပေးလိုက်အောင်မယ်ဘောထိုးထားတယ်လမ်းချောင်းရင်းနဲ့ဒီမှာကျွန်တော်ခီးသွားနေတာအဲ့တော့ဒီပြင်းနဲ့အဲ့တော့ပေါ့ကျွန်တော်ကူမယ်ဒီတော့ပေးဦးနော်ပေါ့ခင်ကူမယ်ဆိုတော့ကျွန်တော်ဒါပဲဖြစ်ဖြစ်လက်ရှိရှိနေတဲ့အနေထားမှာခုလက်လက်ကူညီရတဲ့ဆက်ကူညီပေးကြပါနော်ရှင်းတော့ပါအဲ့တော့ဟုတ်ပြီကျွန်တော်အနေနဲ့တောင်းဆိုချင်တာကနှစ်ချက်ခုနလည်းအကြံပေးပြောသွားပြီတိတ်မရှိတော့နော်အတူလက်တော့တိုက်ကြဖို့နော်အခုအတူလက်တွဲတာပဲတိုက်ရင်လည်းခုနပြော human ကိုစတီပြောတယ်လူတွေရှိနေဟိုမှာတေးခါလိုက်ဘလောက်လေးစားဖို့ပေါ့ကျွန်တော်ခင်မှာကျွန်တော်ခုနတေးတော်လူရှိပါဒါပေမဲ့အဲ့လိုမဖြစ်ခဲ့ဘူး87တောင်သိတဲ့အတိုင်းပေါ့ဗျာဆိုတော့လူငယ်တွေကတကယ်ကိုတက်ကြအသေးခံတိုက်တယ်အဲ့လိုနဲ့ကျွန်တော်တို့လက်နဲ့ကန်တော့မပြတ်ဘူးဗျဒါလေးလည်းကြုံလို့ပြောချင်တယ်ကျွန်တော်တို့ចောင်းသားဆိုတာတော့ခုခံကလေးကိုချတာပဲကန်ဆိုးတဲ့ကောင်ကြံတယ်ပေါ့ဗျာဆိုစိတ်သေးတယ်ပေါ့ဗျာနော်ရှီရန်ထွက်တယ်ပြောပါလားချို့တက်တိရှိတာတက်တိတော့ပေါ်လုံးလုံးပါသွားတာဥတ္တမဦးတို့ပေါ့နော်ကျွန်တော်တို့တော့ကြောက်တဲ့ကောင်ဆိုတော့နောက်တစ်ခါနေတော့ကျွန်တော်လွတ်တယ်ပေါ့ဗျာထွက်ပြေးတယ်ပါတော့ပေါ့ဗျာဆိုတော့ကျွန်တော်တို့ဆက်တိုက်တဲ့အခါမှာဒီအာနာရှင်နေတဲ့အခါမှာလက်တွဲညီမှုအားနည်းခဲ့ရတယ်ရှင်ကြီးရောက်မတွဲတာမဟုတ်ဘူးအခြေအနေရနော်မခွဲခြားဘူးတိုင်းသားလည်းမခွဲခြားချတာပဲအဲ့တော့ဖိုကယ်ပွဲကတော့ကောလိကျောင်းသားတွေကတော့အဓိကပေါ့ဗျာအရွယ်ရှုံးတာပဲရှောက်တယ်ဟုတ်တယ်နော်ကိုဒီအဲ့တော့အခုဘာဖြစ်လာတဲ့အခါကျတော့ဒါကြောင့်မလို့ဒီ
ပြီးပါမှာရောက်တော့ကာယ physically မသွားနိုင်ဘူးကျွန်တော်တို့ကနော်ဟုတ်တယ်မလားနော်မသွားနိုင်တော့ကျွန်တော်ဘာလုပ်မလဲဆို material ပို့မယ်ငါတို့ကအခုနပြောသွားလို့ technology ပို့မယ်ခင်ဗျဒီမှာခင်ဗျပညာတတ်တွေအများကြီးဖြစ်ကျွန်တော်ထင်တယ်ကျွန်တော်တို့ကဒီမှာတည်တည်မြောက်တာ second generation တက်နေပြီဗျဟုတ်တယ်နော်အင်္ဂလိပ်စာတွေမဟုတ်ဘူးအသိပညာတက်ပညာကိုတက်နေပြီဥပမာကအားလုံးသိတာခင်နီးပညာပေးလို့ရတာဟောအဲ cooperation ပဲဒီပါလုပ်လို့ရဟိုမှာတကယ်တက်တိခဲတွေကျွန်တော်သိလေးစားတယ်ကျွန်တော်တို့မြင့်မြင့်အရွယ်တွေချို့ကျွန်တော်သိတော့သိမထင်ဘူးနော်ကျွန်တော်တကယ်ချင်းရှိခဲ့တာချင်းပါဝန်ထမ်းလို့တော့ဆိုပြောချင်တာကတိတ်ပြီးဟိုမှာ cooperation ဖြစ်နေပြီးတော့မှလက်တွဲကဲကလေးတို့ရှိတာခုနပြောလို့ရှိတာပဲဗျကျွန်တော်တို့ကျွန်တော်လူတွေကပြည့်တယ်ခင်ဗျားတို့တိုင်းသားနေဦးမယ်တော့ဗမာတွေပို့တော့မရသေးတယ်သုံးပါရှိနှစ်ခွဲတယ်ဆိုတော့ဒါတော့ရှိဘလို့ soft လုပ်မလဲပြောလို့တာအားရတယ်ဒီချက်နှစ်ချက်ဝိုင်းကူရမယ် cooperation လုပ်ဖို့ခုနကဲချင်းကတော့လွတ်မြောက်ပြီဆိုခင်ဗျာဒီကျွန်တော်မကွေးလွတ်မြောက်ခင်ရလာတကောင်ဒုက္ခပေးမှာပဲအခုလည်းအဲ့ဒါနဲ့ပေးနာမို့လားကားဆလာမယ်မကွေးမှာအများကြီးပဲကျွန်တော်မိညာသားကျွန်တော်သိတယ်မိညာသားကျွန်တော်ဒါဒီတော့မှမွေးတယ်ကျွန်တော်အဲ့နေထိုးခင်ပြောမိသေးပြောချင်တာကဟိုဘက်တင်ပုံတော်မညာခင်ဗျားတို့ချင်းရောစောလေကျွန်တော်အမျိုးတွေကိုရှိတယ်ဆိုပေါ့ဟိုမှာဆောမှာကျွန်တော်ညီဝမ်းဝက်တယောက်အိမ်တော်ကြာခင်ဗျားတို့အဲ့ဘယ်လိုချင်းလဲမသိဘူးလားပြောချင်တဲ့ point ကဆွေမျိုးတွေရှိတယ်ကျွန်တော်ဟိုးကိုရီးယားလည်းဘုန်းတော်ဆိုတော့အဲ့ဒီကျွန်တော်တို့ဒီဘက်မှာရှိတဲ့လူတွေကမကားနိုင်ရင်ခင်ဗျားတို့သွားပြီးဒီကောင်လာထုမှာဗျာဒါကြောင့်ကျွန်တော်ပြောချင်တာရှမ်းလဲဒီစကိုင်းလဲချင်းလဲဆိုကျွန်တော်တို့ကညီညွတ်သွားဖို့တဲ့ကျွန်တော် cooperation လုပ်ချင်တာညီညွတ်ဆိုတော့ဘုချုပ်ပြောလို့ဗဇက်နဲ့ညီညွတ်လို့မရစားရပါညီလို့မရအရင်နဲ့သေးတဲ့ SCA မဟုတ်ဘူးနော်ကျွန်တော်ပြောနေတာနော်တိတယ်ချုပ်ကောင်းတော့ပြန်ချင်းနဲ့ချုပ်တိတယ်ရှိတာကျွန်တော်ချိန်မပြောတော့ဆိုတော့ကျွန်တော်တို့စာအုပ်ကညီညွတ်လို့မရဘူးနှုတ်နေညီလို့ရင်းနဲ့သေးတဲ့ညီပြီးတော့ငွေပစ္စည်းလူအားအပြင်ခုနနီးပညာအားကျွန်တော်တို့အားလုံးဒေတာတွေလွတ်မြောက်အောင်လုပ်ဖို့ကုစေခြင်းနဲ့ cooperation ကိုကျွန်တော်တောင်းဆိုချင်တာပါဟောနော်ဒါတစ်ချက်အခုကြောက်ရတဲ့လူတွေရောအခုကြည့်နေတဲ့လူတွေငွေတွေမဟာပေါ့ဘူးတက်နိုင်တဲ့ဘက်ကလုပ်ကြပါသူကျွန်တော်ခုနတင်ပြကျွန်တော်ဗမာတယောက်ခုဒီအားရတယ်ဗျခုမှမဟုတ်ဘူးကျွန်တော်လုပ်ခဲ့တယ်ကျွန်တော်စစ်ပဲခုကျွန်တော်ဒီထဲမှာပါပြီးတော့ခုလိုပြောခွင့်လေးရတယ်အားလုံးကိုသိခွင့်ရတယ်ကျွန်တော်တို့ကပေးဖို့မဟုတ်ဘူးကျွန်တော်တို့ကယူဖို့လည်းပါလာပေါ့နော်နောက်တာပေးစားရှိပေးရမှာပေါ့ဗျာစိတ်ဓာတ်နဲ့အဲ့ဟာကို copy လုပ်ပေးကြပါဒါကျွန်တော်ပထမတောင်းဆိုချက်နော်သိရှိမှာဆိုလို့ဒုတိယချက်လာမယ်ကောင်းပြီနော်တိခင်ဗျားတို့ကတော့နေလို့လည်းမှန်တယ်ဒေတာနဲ့တွဲကြနော်ငွေကြီးလောက်အစသည်ပေါ်ပြနေနေများကျွန်တော်လည်းသိတာပဲကျွန်တော်ဖလန်ခင်ဗျားတို့ဖလန်နေကျွန်တော်မြင်ညာကျွန်တော်တို့ဒူသားတော်မျိုးဖြစ်နေကျွန်တော်တို့အသက်ကြီးတော့ကိုမိုက်ခဲတို့ကတိုက်တာပဲဟုတ်တယ်မလားအဲ့ဒါကိုပြောတာကျွန်တော်ခက်ကလည်းရှိခဲ့တယ်အခုပုံရှိလာတယ်အဲ့ဒါကိုရှင်ညှင်ညမယ်ဘက်ပေါင်းစုံကဒါတစ်ချက်တောင်းဆိုတာသူကြောက်လည်းလူတွေကကြည့်တဲ့လူတို့လုပ်ပေးကြပါဗမာချင်းခွဲပါနဲ့ဆိုင်တွေအားလုံးလုပ်ပါနော်အညာဆိုလို့ဒါပေမဲ့ကျွန်တော်တို့ခေတ်မှာမရခုရနေပြီအဲ့အချိန်ကိုကျွန်တော်တို့ misunderstanding ဖြစ်ကြမယ်နားလည်မှုရှိအောင်လုပ်ကြမယ်ဒါ cooperation ပိုင်းဒါကိုလုပ်ပေးကြပါနံပါတ်1ဟုတ်ပြီလွတ်မြောက်ပြီးစိတ်အာဏာရှင်တူတဲ့နာဂတ်အတွက်ကျွန်တော်ရှည်လို့ကျွန်တော်2 မိနစ်ကျွန်တော်ပြောပြီးနော်2 မိနစ်အနာဂတ်အတွက်ဘယ်လိုတိဆောက်ကြမလဲခင်ဗျားတို့ကျွန်တော်တို့ပြက်ပြီဟမ်ဟိုဒုတိယကမ္ဘာစစ်တော့ဆိုးမယ်အဲ့ဒါတော့ပြန်ဆိုရင်လုပ်ကြရတယ်ဗျာဟုတ်လားကျွန်တော်ဝါဘန်ကျွန်တော်အမေရိကန်စီစဉ်လိုက်တော့ကျွန်တော်ကလေးပေါ်ဗျာကိုလံဘီယာစီမံဘာနာကျွန်တော်ကြောင်းဆရာလို့တော့ကျွန်တော်စာသင်ရတယ်ဒါဆိုတော့ဘယ်လိုလုပ်ကြမလဲကျွန်တော်ခုလိုပါပြက်ကိုမီးရှို့လို့ပြားကြပြည်သူတွေကျွန်တော်ထားလို့ရမလားထားရင်ပြဿနာတက်မှာပေါ့ခင်ဗျားတို့ကျွန်တော်ဆိုဒီမှာလုံးမြောက်နေမှာဘယ်လောက်ကောင်းလဲမီးလုံးလေးလုံးနဲ့အဲ့သူတို့ဘဝတွေကတူအသက်တူသွားရင်ဒီကလေးတွေကခင်ဘယ်လိုတိုင်းပြည်ကလေးအောင်လုပ်မလဲသူတို့ကျမ်းမာမယ်ပညာတတ်ရမယ်ဟုတ်တယ်နော် survive ဖြစ်အောင်မရဘူး develop ဖြစ်အောင်လုပ်ဘယ်လိုလုပ်မလဲအဲ့ဒါသူတို့မတတ်နိုင်တော့ကျွန်တော်တို့ခင်ဗျားတို့တောင်းဝင်ရှိတယ်ပညာတတ်တယ်လို့ပညာတော့သင်ပေးမယ်ဗျာဒါကိုတောင်းဆိုချင်တာအနာဂတ်တော့ကျွန်တော်စဉ်းစားဖို့လို့ပြိုးပြစေချင်တယ်နော်ဒါပြန်လဲချင်းမဲ့တက်နေလို့ပေါ့ဗျာလူကတယောက်တော့မတူတော့ဘူးဗျာโอเคချို့တက်တကွဲတက်ချို့နှစ်ခုသုံးခုတက်တိတ်အားနာကောင်အများကြီးဒီသဘောပေါ့နိုင်တာဝန်ထမ်းပြီးလုပ်မယ်ဆိုရင်ပထမပိုင်းကျွန်တော်တောင်းဆိုတယ်နံပါတ်1ချက်နော်ကြံပြီးတောင်းဆိုတာပါခင်ဗျလုပ်ပေးကြပါကျွန်တော်တို့ဗမာတွေကပါကြပါကြည့်မှာဘယ်မှာကြည့်တဲ့လူတွေလုပ်ပေးပါငါလည်းမဆိုင်ဘူးလုပ်ပါနဲ့နော်ချိန်လာမှကိုတကားကိုဒါတစ်ချက်အခုလေသူအနာဂတ်လို့ဆိုစဉ်းစားပြီကဲချင်းကိုကျွန်တော်စကြည့်ပြီးပြောမယ်ဆိုရင်ချင်းကပြကြသွားပြီလို့မင်းတက်လာတာကျွန်တော်ဟုတ်တယ်မလားဒီဘလောက်ဖလာလည်းမျိုးလေးကျွန်တော်ဖလန်းရောက်ဟာကရောက်ခုတဲ့2016ခုနှစ်ကချင်းလွတ်တော်ကိုယ်စားလှယ်တွေကျွန်တော်သွားပြီးတော့ဘတ်ဂျက်တင်နန်းပေးရတာအဲ့တော့အထက်သွားကူလုံးကနေဒီမှာကျွန်တော်သိတယ်ချို့လူတွေကျွန်တော်သိမှာအဲ့ဝန်ကြီးချုပ်တွေပါတွေ့ဘူးတယ်ဗျာဘယ်ရောက်သွားလဲမသိဘူးကျွန်တော်နော်တိတိတချို့အဲ့ဟောင်းနောက်16ရောက်ပြောချင်တာကကျွန်တော်တို့အဲ့လိုမျိုးပူပေါင်းဆောင်ရှိခဲ့တယ်ကျွန်တော်တို့ဒါကတော့ကျွန်တော်သွားကူလာဆိုအဲ့လိုမျိုးလုပ်မယ်ဆိုအကုန်ပြတ်သွားတယ်ပြတ်ရင်ဘယ်လိုစကြမလဲကူဟောဖို့လိုတယ်အဲ့တော့ကူပေးကြပါကူနိုင်တယ်အခုခင်ဗျားတို့ second generation third generation ဆိုခင်ဗျာကျွန်တော်တို့မြည်တော့ဒီရွယ်လေးဆိုမြဲစာတတ်အနည်းဆုံး English to speak ကိုကျွန်တော်တို့ဆို IE တိလောက်တတ်တယ်ကောင်း program ခေါ်တာဟုတ်ကဲ့အဲ့ communication ကောင်းပါတော့ဟိုပြီးတော့ပြန်တင်ဖို့လည်းမဟုတ်ဘူးနော်ခုကအဲ့ဒါပညာရေးနဲ့ပတ်သက်တာဟာလေနောက်အကူအညီတောင်းရတော့မှာကျွန်တော်တို့
အခုကြီးဆိုတာလည်းမဟုတ်ပတ်စံဆိုတာလည်းကစားရင်ကုန်တာကျွန်တော်ဗမာတွေကခက်တယ်ကျွန်တော်တိုင်းတော့ပါညီမဗမာသူကတက်လက်ဖြန်းနေတယ်ဘာလို့ဆိုသူတို့ဟိုပေးလို့ရှင်သူကကုသိုလ်ရတယ်ဆိုကောင်းတာဆိုလို့သူကပေးတာအပြတ်ပေးတာမဟုတ်ဘူးပြန်လိုချင်လို့တောင်းဆိုတော့ကျွန်တော်ပြောချင်တဲ့ဘက်ကကျွန်တော်တို့ကဘာဆိုတော့ပေးရမှာတယ်ယူရမှာတယ်ပေးရမှာငွေတယ်မဟုတ်ငွေပေးခဏစားပေးကုန်တာအတိုင်းတာတစ်ခုတော့ကြိုးရှိတယ်သို့တော့ကျွန်တော်အသိပညာတွေပေးရမယ်အတတ်ပညာတွေပေးရမယ်အဲ့ဒီတော့ကျွန်တော်တတ်နေပြီဒီမှာပါတဲ့လူတွေအခုပဲကြည့်ကွန်ပျူတာကျွန်တော်တို့ဆိုတာဖိုးကြီးတွေခင်ဗျဘလို့ကိုင်မှုကိုဒါလာပေါင်းကူညီခင်ဗျတော့တတ်နေပြီဆိုတော့အဲ့လိုအသိပညာတွေတက်ပညာတွေ community development တွေပေါ့ဗျာ not only the money ပါအဲ့လို join တွေကျိုးပြင်ကြပါလို့ကျွန်တော်ကဟို request လုပ်တောင်းဆိုတာပေါ့ဗျာတက်နေလို့ပြောတယ်ခဏမှရှိပြီးသားပစ္စည်းလိုက်ရှားစရာမလိုဘူးခင်ဗျားတို့ကိုယ်တိုင်သိတယ်ဥမာပြောမယ်ဗျာကျုပ်ကျွန်တော်ဒီမှာခင်းလော်ယာတွေဖြစ်နေမှာတော်တော်ရတယ်ဟာလောနဲ့ပတ်သက်လို့ခင်ဗျားတို့ဟို contribute လုပ်လို့ရတာပေါ့ကျွန်တော် contribution ကိုပြောတာနော်နောက်တစ်ခါစာတင်မယ်ဗျာအင်္ဂလိပ်စာတင်ပေးမယ်ဗျာနောက်တစ်ခါခင်ဗျာဒီမှာကြည့်ကျွန်တော်တို့ဟိုမှာခဲလို့ဆက်နေနာဂတောင်တန်းဆိုပြောရင်ကျသိရှိမှာကိုအဲ့လိုကျွန်တော်တို့အလိုစားတွေမရှိကျွန်တော်ဒါတွေပို့လို့မရဘူးလားလုံးလုံးချုံချုံအေးအေးနေရောက်နောက်နီးပညာဗျာပြောချင်တဲ့ point ကဒီမှာရောက်နေကြတော့လူကြီးလူငယ်တွေကကိုယ့်အတွေ့အကြုံရှိကြတယ်ငွေတွေမဟုတ်ပါဘူးခုနလိုပဲနော်ကိုယ့်မှာရှိတဲ့အသိပညာတက်ပညာကိုပေါင်းဆက်ပြီးမှတက်ရွယ်တွေ့ကြုံလာဒါတွေကိုယ့်ရဲ့ပြည်နယ်နော်ချင်းဆိုချင်းပြည်နယ်ရဲ့ပြန်လည်ထူထောင်ရေးကာလကိုကြိုးပြင်းစေခြင်းနဲ့ခင်ဗျဟိုကောင်ကကျွန်တော်နိုင်အောင်တိုက်လိုက်ဂနစ်နဲ့ဖြင့်ပြုတ်နေညီနံညီပြုတ်တယ်ဗျာနော်ပြုတ်ကလာလဲဒါရှိနေမှာကျွန်တော်သဘောပေါက်တယ်နော်ဟိုမှာသွားနေတော့ဒါပေမဲ့အဲ့ဒါတွေကကျွန်တော်ရင်ဆိုင်ပြီးတူမီနဲ့စတာဗျာခင်ဗျားတို့ချင်းရစတာကျွန်တော်တို့ကခင်ဗျာညာမှာဘာတူမီလေးကွာရှိတယ်ဂျင်ဂလီတော်ဘောင်80ကပိန်သွားခင်ဗျားတို့ကူညီခဲ့တာကုသရပစ္စည်းကျွန်တော်တို့ပစ္စည်းဖြစ်သွားပြီဗျာဟုတ်တယ်မလားအဲ့တော့ technology လို့ဒါတော့သက်ဆိုင်ပြောကျွန်တော်တို့စစ်တိုက်ဘူးလားမသိဘူးဂျာမနီလို့ကျွန်တော်ကသဘောပေါက်တယ်ပြောချင်တာကနှစ်ချက်တောင်းပါမယ်တစ်ကလက်ရှိရှိနေတဲ့ကားထဲမှာရှိနေတော့လိုအပ်ချက်တွေဖြစ်ပြီးကြပါငွေရောပါဘူးဒီပြဖွဲ့တဲ့နည်းတွေအများကြီးရှိပါတယ်ကျွန်တော်ပြည့်တယ်မပြောကျွန်တော်ကနေ့လည်းကျွန်တော်ကိုခွတ်တဲ့အာနာပြန်သေးတယ်အဲ့လိုမသိငင်တော့ကျွန်တော်ရက်လိုက်တာပေါ့ဗျာတတိအခုပြန်လို့ကျွန်တော်လည်း import ဖြစ်ပါတယ်နော်ဟိုလေနဲ့ import ဖြစ်တာပေါ့ဗျာကြားနေလည်းပါတော့ဆိုကျွန်တော်တို့ link တွေရှိတာပဲဒါကြောင့်မလို့ငွေတွေမဟုတ်ပါဘူးဒါဆိုသဘောပေါက်ပါတယ်ဒါပေမဲ့ကျွန်တော်စစ်တိုက်နေတာဖြစ်တော့ရန်သူနဲ့ရန်သူတွေဒီမှာအများကြီးရှိနေမှာနော်ကျွန်တော်တချို့ကကျွန်တော်ဥပဒေလို့ပြောလို့ရတချို့ပြောမရတာအများကြီးရှိဆိုအဲ့ဒါကြောင့်နီးမျိုးဆိုနေတက်ကူညီပေးကြပါငွေတက်နိုင်ငွေပညာအမြန်စသည်ပေါ့ဗျာနောက် connection ပဲခုဆိုခင်ဗျားကျွန်တော် connection ရတယ်ကျွန်တော်လည်းဟေးဟို CV ရတော့လက်တွဲရမှာနော်ကျွန်တော်တို့လူတွေရှိတာပဲဟေးသွားမယ်အနေဆိုအားနဲ့တွဲနီးပညာနဲ့တွေ့ကြုံဖက်လဲမယ်ဗျာပတ်စံမှာမဟုတ်ပါဘူးခုလည်းအောင်ဖြစ်နေတော့ဒီမဟာမိတ်လုပ်ငန်းလုပ်ကြတဲ့ဟာတွေကိုတစ်ချက်ကောက်တဲ့လူကျွန်တော်တက်နေကူညီပေးကြပါနံပါတ်2ချက်ကသက်ဆိုင်ရာ data တွေမှာတကယ်လို့မင်းအောင်လည်းပြုတ်သွားပြီဆိုရင်ဒါကြိုးပြင်းလာပထမဦးစားပေး first priority ဒီကောင်6နိုင်အောင်ချော်မှာတော့လိုင်းရနဲ့ပြတ်ပြီးတော့ကျွန်တော်ခေတ်ကចောင်းသားစားတယ်နိုင်ငံရေးနဲ့သွားမယ် negotiate ကိုပြတ်ပြီး abstract ကသွားပြီကျွန်တော် PS နဲ့ AS မှာအရင်တော့ကျွန်တော်နှစ်ပေါင်းနော်ပြောမယ်ဆိုရင်51ရှိပြီကျွန်တော်ဖြတ်သန်းခဲ့တယ်ဒါမှ2000ကဆို9နှစ်ပြန်လို့တော့45နှစ်မပြတ်ဘူးကျွန်တော်တို့ political struggle နဲ့သွားခဲ့ရတယ် unstruggle ရ AD ရလေးကိုတမုံမှုရှိတော့အားနေရတယ်ဒါအားလုံးသိကျွန်တော်နေပေမဲ့ကျွန်တော်ရဲဘော်ရဲဘက်ဒီပါနော်ခုပြတ်သွားပြီ unstruggle အဲ့ဒါကျွန်တော်လုပ်မယ်အဲ့ဒီမှာလိုအပ်တာလေးဖြည့်ကြမယ်ဒါလက်ရှိပြီးရင်ကျွန်တော်တို့ကဒီကောင်မပြုတ်ပြောလို့ရမှာလားပွဲကပြောင်းဖြတ်ပြတ်ကိုပြတ်တယ်ဗျာကျွန်တော်ကယုံကြည်တွေ့ကြုံပြောတာပါနော်တိတ်လေးလေးကြည့်တော့မစိုးလို့အဲ့လိုညီညွတ်နဲ့တောချင်းကပ်ပြီးတော့အောင်ပြည်တွန်းပြီးမှပေါ့ဗျာပြောပြီးပါနဲ့တိုင်းရင်းသားအားလုံးကအားကောင်းလို့ရှိမှာ second hand လဲထိုးလိုက်ကြွသွားအဲ့ဒီတက်ရအချိန်လေးမှာတကယ်ဖြစ်ခဲ့ဘယ်အဲ့က plan ဆွတ်ထားဖို့မလိုဘူးလားဒီအတွက်ကျွန်တော်စဉ်းစားပြီးမှအကောင့်တွေ for စေခြင်းလို့နှစ်ချက်ကိုကျွန်တော်အလေးဒီပြုတ်ပြီးရှေ့ပြောမိပါတယ်အားလုံးလည်းဝမ်းသာကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခုလိုမျိုးပြည့်စုံစုံလေးပြောပြပေးသွားတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဆိုတော့ဆရာစိန်ထေးကဟိုကျောင်းဆရာလုပ်ခဲ့တယ်လို့လည်းသိရတော့ဗောနော်ဆိုတော့ဆရာတယောက်အနေနဲ့လည်းဒါဘဝဖြတ်တန်းခဲ့မှုဒါမျိုးဒီအစိုးရဝန်ထမ်းတယောက်လို့ပြောရမှာဗောနော်ဆိုတော့ဆရာကဒါရှေ့မီနောက်မီဆရာတယောက်လည်းဖြစ်ခဲ့တယ်ကျောင်းသားဟိုလေဖြစ်ခဲ့မှာပေါ့နော်88ရေးခင်းနေဘာညာတာရကာတွေလည်းမိခဲ့မယ်ရှေ့မီနောက်မီဖြစ်ခဲ့မှာဆိုတော့အနေငယ်လေးမေဒီနေရာမှာမေးချင်တာကဆရာတို့ရဲ့ဒီဆရာတို့ခေတ်ကဟိုတောင်းသားလှုပ်ရှားမှုနဲ့ဒီခေတ်ဂျန်ဇီဆိုတဲ့ဒီလူငယ်တွေရဲ့အခုချိန်မှာတော်လှန်ရေးမှာပါဝင်မှုအားပေါ့နော်အားချင်းကဟိုဆရာတို့ခေတ်နဲ့အခုခေတ်လူငယ်တွေရဲ့အားနည်းချက်အားသာချက်ကဘယ်လိုရှိလဲဆိုတဲ့အရာလေးပေါ့နော်နှိုင်းရှင်ပြီးတော့မှဒီဘယ်လိုအရာမှာအားနည်းချက်အားသာချက်ရှိလဲဆိုတာလေးကိုဟိုတိတာထင်ရှားစွာဟိုပြောပြပေးစီလိုပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဗျာဟိုကျွန်တော်ကခုလိုမေးလေးလျှော်လေးဖြည့်ပေးပါမယ်
နော်အချုပ်ကိုတို့မြင်တော့အောင်ပေါ့နော်ကျွန်တော်တို့တိုင်းရှင်မှာဆိုကျွန်တော်ရှင်းတဲ့ခင်အခုဂျန်စီရောစီနဲ့ကြီးလို့ပွာတာနော်အခုကစီရေးကျွန်တော်တို့ကပေါ်လာပြောတာမဟုတ်ဘူးနော်ကျွန်တော်တို့ကတန်မိုးရှိတာစီဆိုတာကျွန်တော်က process လုပ်လိုက်လို့ဟုတ်လားလူအတွက် useful ဟောလဲ useful ပဲ essential နဲ့ဟောတာပွာတော့ပေါ့ဗျာဗမာစကားပုံရပြောရင်ရှင်းတော့မပြောတာစီနဲ့ကြီးလို့ပြောချင်တာဗျာပြောချင်တာကကျွန်တော်တို့ကရာခဏလို့ပြောရင်ကျွန်တော်တို့က30လောက်ရှိသူတို့က100လောက်ရှိတယ်ဗျာဒါကြောင့်မို့လို့ကျွန်တော်အမြင်ပြောမယ်ဆိုရင်ကျွန်တော်တို့လည်းခုနကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့ကျောင်းသား college ဒီလိုပဲเนาะခုနဥတန်စပါတုံးကြီးကျွန်တော်ပို့ပေးပါเนาะကျွန်တော်ခုနနဲ့လက်ပလင်ခံကျွန်တော်တို့ဟာမှာအခြေအနေကမပေးဘူးလူတွေကညီညွတ်တယ်ဆိုပေါ့ခုနကျွန်တော်နမူနာလေးနည်းနည်းပြောပေါ့เนาะဒါပေမဲ့အခြေအနေမပေးဤပညာအစကျွန်တော်တို့မှာအခြေအနေကလည်းမပေးဘူးလွတ်ပိုင်ခွင့်အခြေအနေဒါလွတ်ခွင့်လည်းမရခဲ့ကြတော့ကျွန်တော်တို့ရဲ့လူတွေညံ့နေပြောတာမဟုတ်ဒီလိုပဲတက်တိချတာပေါ့သို့တော့ဟိုအ ਨੇ စုဖြစ်နေတယ် minority ပေါ့ဖြစ်တဲ့အပြင်ခုနအခြေအနေမပေးတာကျွန်တော်တို့မှာ affect ချတော့ကြည့်လို့ဆိုကျွန်တော်တို့ရဲ့ခုနပြောတဲ့ result ဟာကျွန်တော်တို့က10လောက်ပဲစိတ်ကြင်မယ်ဆိုရင်အလားတိုက်တာလိုက်ကြီးကျိုးဆက်လာတာပဲဒါရှင်းတယ်เนาะအဆက်ကေတော့လောက်လာဟိုလူငယ်တော့ချအခုဂျန်စီကခင်ဗျအစ100တွက်ကြည့်ပေါ့ဗျာကျွန်တော်ဒါနဲ့တော့နေဦးမယ်30နဲ့ခင်ဗျပြောချင်တာ69သားတော့ကျွန်တော်နိုင်ကျွန်တော်တို့ရှိမှတိတ်ရှင်ရကျွန်တော်ဘက်ရှင်မေးဘာကြောက်လို့အဲ့လိုယူပါ30မှာကာမှာဆိုလို့အဲ့လိုကာပါတယ်ခင်ဗျာကျန်တာဘာကြောင့်လဲဆိုတော့ခုနပြောပြီးတစ်ချက်ပြန်ကြည့်အကျမ်းပြေပြောမှာနော်အသေးခံတိုက်တယ်ဗျာစဉ်းစားကျွန်တော်ခေတ်ကအဲ့လိုကြည့်တယ်နေစုပဲဒါကြောင့်မင်းတို့ကျွန်တော်စော်ကားတာမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ပြုတ်တိုက်တယ်ပြောပြီးနော်သူတို့တစ်ချက်ကပြတ်တယ်ပြတ်သားတယ်ဗျာနိုင်ငံကြီးကကြည့်ခင်အဲ့ဒါကိုရှင်းလို့မရဘူးတော့အသက်ပေးတာဗျာကျွန်တော်ခေတ်ကမြောက်ထောင်ကြတာပဲအဲ့ဒါထောင်ကြရင်ကိုဟီးရိုးဖြစ်နေတာအခုအသက်ကိုပြီးချဆိုတော့ဘာကိုဘယ်လိုတော့နိုင်ရှင်ကိုရမှာလဲဗျာဒါတစ်ချက်နော်ပူပေါင်းဆောင်ရင်ကျွန်တော်ခုနပြောအောက်မှာပူပေါင်းတယ်အများကြီးဒီမှာပြဿနာခုနလိုပေါ့ဟိုလူကလေးမျိုးပေါ့ corrupt ဖြစ်တဲ့လူ corrupt ပဲတုံးပြရအချင်းပြတ်တာကြော့နာမည်ကြီးတင်တာလေ corrupt ပဲပြီးငွေစားလေလာစားတာပဲအတူတူပဲနော်နောက်ဘိုးကြရင်လေအုပ်စုဖွဲ့တယ်အဲ့အုပ်စုအ ਨੇ စုကကန့်လန့်ဖြစ်တယ်ရန်သူဘက်ကထိုးနှက်လို့ဒါလေးကျွန်တော်တို့ရဲ့ဥကောင်းဆောင်မှုအားနည်းနေရတာဒါအမှန်တိုင်းပဲဒါကြောင့်မလို့နှိုင်းရှင်တစ်ချက်နော်စိတ်ဓာတ်ဘာမှရှင်လို့မရပါဘူးကျွန်တော်ကိုရင်းနေပြောတာကျွန်တော်ဘယ်သူမှမြောက်ချင်းစော်ကားခြင်းမဟုတ်တာ reality ကိုဖြတ်တန်းနေတွေ့တယ်နော်ဒါအခြေအနေလည်းအခြေအနေလည်းမပေးလို့ပေါ့နော်မလုပ်ခဲ့နိုင်တာလည်းပါတယ်စိတ်ထက်လည်းနော်အသက်ပေးတယ်ရှင်းပြီကလူတယောက်ခွင့်အသက်ပဲဗျာကျွန်တော်တို့ရှိတဲ့ပတ်စံလေးလူကိုတော့30ရှိလို့ခင်ဗျာဒီကြားလောက်ထည့်တာမဟုတ်လားဘာလို့ဆိုကိုကကိစ္စဒီကိစ္စဆိုတော့ဟိုကအသက်တော်မေ့ဖြစ်တာဆိုတော့ပြတ်တယ်နော်နှစ်ချက် cooperation တိတ်ကောင်းတာခုနကျွန်တော်ပြောဖို့ကျွန်တော်ဟုတ်လားခုနဒါ online မသိကိစ္စမင်းညကိုမိုက်ကလေးတို့ကျွန်တော်မင်းညတော့သူတို့လည်း connection ရှိတာကိုသွားတိုက်တာဗျာမင်းဘယ်တော့ကောင်းလဲနော်ရှိတာကို knowledge sharing ပြီးတော့ PC ရှယ်လေးကိုတိုက်တာဟာလို့သိပြီးသားပါနော်ထဲလို့ဆိုဘယ်တော့ကောင်းလဲဒါနှိုင်းရှင်မနှိုင်းရှင်အဖူနော်စိတ်ဓာတ်ကောနော်ဤပညာကျွမ်းကျင်မှုအားဆိုင်မှုခုကြည့်ခင်ဗျားတို့ကျွန်တော်ခေတ်ကနိုင်လို့တော့မိုက်လို့ကျွန်တော်ဝန်ထမ်းနော်ကျွန်တော်မိုက်လို့တက်တူမှာကျွန်တော်ဆရာလုပ်တယ်ပြီးတော့ဒီဟိုဝန်ထမ်းလောကရမှုမှာစီမံကိန်းလုပ်တာတော့ခိုတဲ့ကြောင့်လက်ချိုးရည်လို့ရပြောတက်ကိုတနည်းကိုကျွန်တော်ဆန်တယ်ကျွန်တော်မိုက်လို့အဲ့ခေတ်ကလာတယ်ပြောတာဆိုတော့လူတွေရဲ့ participation လည်း very good ပြည်တွင်းပြည်ပလူကြီးလူငယ်နော်ခင်ဗျာလူငယ်မျိုးလူငယ်တွေမျိုးလူကြီးတွေမဟုတ်ကျွန်တော်တို့ပိုးကြီးလေးစီဒီချိန်ဖျားတရားနဲ့နေရတော့မသေးကနေလက်ပံပေးလဲပေးမနေ့ကတော့နေခင်ကတငယ်တယောက်မိမျိုးကဆုံးသွားပြီတဲ့ဟောကျွန်တော်တငယ်အကြောင်းလေးပဲ high school ကဆိုပြောချင်တာကတစ်စိတ်ဓာတ်အသက်ပေးတယ်နော်ဒီပညာကျွမ်းကျင်တယ် participation ဆိုတာဒီမှာသုံးချက်ပဲရှိတာဗျာဟုတ်တယ်မလား participation လို့မှာမလုံကျို့လို့ပဲရလုံကျို့လို့ပြဿနာတက်လာတာပဲလူလိုက်ကြီးတော့လုံကျို့တိုင်းသားလို့ခွဲပြဿနာတက်အော်တိုင်းလူလိုက်ဘူကြောင့်ဆန်းဒီဘောနဲ့အသက်ခံရပြီးတဲ့ခါကျတော့ညီညွတ်နေတာပဲသိရှိမှဆိုလို့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့လုံကြီးဥဒ္ဒါကိုတိုက်တဲ့ခါမှာကျွန်တော်ခုနညီညွတ်တိုက်တဲ့ဟာလားအားကောင်းလာတဲ့ခါမှာဖက်ကကြည့်မယ်ဆိုရင်နော်ကျွန်တော်အတွေ့အကြုံရပါအခြေခံပြောတာပါနော်အခြေခံတော့ပြောအများကြီးပဲဆိုတော့ဒါဆိုတော့ကျွန်တော်တို့ပွဲရအဓိကကပါလဲဆိုတော့ဒီဟာကိုပူပေါင်းဆိုရင်အောင်မြင်နေတာစစ်အာဏာရှင်ကြည်တဲ့ပြန်ကျွန်တော်တို့ရည်ရွယ်ချက်ဟုတ်တယ်နော်တကယ်ကတော့ပတ်စံရှာမယ်တို့တောင်းလို့ရှိဒါပေမဲ့တကယ်တော့ကျွန်တော်ကချချင်တာဒီကောင်းပြုတ်ဖြတ်ချင်တာဆက်ကရှုံးနေတာကျွန်တော်ဟုတ်တယ်မလားကျွန်တော်တို့ကိုယ်လေး60နှစ်လူတွေဂျာပါဒီကောင်စစ်အာဏာနေဝင်ရစားတဲ့အာဏာရှင်အဲ့ဒီကောင်ဖျက်ဖို့ဆိုကျွန်တော်တို့က cooperation လုပ်တဲ့အဖက်ဖက်ကလုပ်အားနဲ့ဆောင်းချလို့ရှိအုံနိုင်အောင်ကွဲသေးတာဗျာကျွန်တော်အရန်ပဲကျွန်တော်က23ညီ80ကြီးမှာမိုးသီးစွန်းတို့ကိုကြီးတခုလူဆိုလည်းဖောက်တတ်တယ်သူတို့တိုက်တယ်အဲ့ဒီမှာကျွန်တော်ကလူကြီးကျွန်တော်တို့ကျောင်းဆရာဝန်ထမ်းဖြစ်နေပြီကျွန်တော်တက်သွန်းမှနေတော့အဲ့ကျွန်တော်ဆရာဘောင်းခါဖို့ကျွန်တော်စီမံကိန်းမှာလုပ်ကျွန်တော်ပြောချင်တာမြင်နေတာပဲပြသူတို့ဖောက်သွားတာခင်ဗျကျွန်တော်94ခုစားမဖောက်နိုင်ခင်ဖောက်တာအဲ့80ကြီးမှာဒီကောင်နိုင်ငံရေးစကားမကွဲတာမနေဘူးဒါပေမဲ့သူအားကြီးတဲ့ခါကျတော့ဆိုလှည့်ပြားလိုက်ပြီးတော့စစ်တပ်နဲ့ပြန်တပ်ပြီးထောင်ထဲပြီးချွတ်တော့ကိုတယ်နော်ကျွန်တော်တို့ကောင်ကတော့အဲ့လိုချက်ချင်းအနေမဖြစ်ဘူးပေါ့ဗျာကျွန်တော်ပြောချင်တဲ့ point ကအဲ့လိုအခြေအနေကပေးနေပြီကျွန်တော်တို့
တတိလည်းရှိတယ်အဲ့လောက်ထင်တော့နိုင်အောင်ဖောက်တဲ့ကောင်နိုင်အောင်ပြိုးနေပြီဗျာအရင်တော့ကိုလာဗဇက်နဲ့ဖောက်တာကျွန်တော်ခေတ်ကလုတ်အားနဲ့ဖောက်တာ80ကောင်တော့သိမှာမိုးတီကုရှိတယ်ကျွန်တော်မိကြည့်ပါကိုမိုးတီဆိုတော့နော်လုတ်အားလေးနဲ့ဖောက်ကြတော့ဒီကောင်ကပြိုးဆင်းသွားတာပြည်သူပါလာဘူးဒါပေမဲ့အဲ့ပြည်ချင်းပါလဲကျွန်တော်ပြည်သူကအခုလိုမပါဘူးအခုအကုန်လုံးကနိုးကြသွားပြီဒါကြောင့်မို့လို့ကျွန်တော်ပြောချင်တာကလူငယ်တွေမဟုတ်ပါဘူးမိကုန်းရှိသွား sorry အဖက်ဖက်ကကြည့်ကျွန်တော်တို့ပြည်တွင်းပြည်ပနော်ဘာမှမခွဲခြားအကုန်မခွဲခြားဘဲနဲ့ no discrimination ပဲဗျာနော် participation 100ဆိုဒီပွဲနိုင်မယ်ဒါကြောင့်နိုင်အောင်တိုက်ဖို့လိုတာပေါ့စီလုံးမို့တော့လိုမစီဘူးတော့အကောင်ပြန်တက်လာပြီဟုတ်တယ်မလားကလေးတွေအသေးခံပြီးခေါ်ပြီးမှဒါနော်စဉ်းစားကြည့်အသေးခံတိုက်ခိုင်းပြီးတော့ဟိုဘက်ကသုံးနိုင်ငံနဲ့အခုဆိုအိန္ဒိယကြောင့်ဖက်တဲ့ပုံဒီမှာချင်းကျွန်တော်ငကိုနဲ့သဘောပေါက်နော်တရုတ်ကလာအာဏာရှင်များနဲ့ဟိုကောင်လေးတော့ပါသွားပြီပေါ့ကလေးနော်ရိုင်းသွား sorry ပါသူတို့ဘက်ကကိစ္စမရှိစီးရီးယားနမူနာရှိတယ်ကျွန်တော်တို့ကဟမ်ခဏကြီးခင်ဗျအာဆက်ခင်ဗျလောက်ပြေးတာခံကျွန်တော်လည်းဘာလို့မရဒါဟုတ်ပြောတတ်ကြောင်မို့ညီညွတ်ရမယ်တစ်ချက်တလေးတက်ရှိတယ်ကျွန်တော်ဝိုင်းဝန်းရပါလိမ့်မယ်ဒါမေးခွန်းရှိသွားတယ်တောင်းမှမှာလေအဲ့လိုပဲကျွန်တော်နှိုင်းရှင်ပြီးဖြေပြစီနဲ့ရီလို့ကြွားပါတယ်အစစအရာရာပါအရင်လူတွေဟိုနှိမ်ချပြီးခုလူမြောက်တာမဟုတ်ပါဘူး reality ကိုကျွန်တော်က reasonable facts နဲ့ပြောရရင်အတင်းကျွန်တော်တို့ပြောတော့ပြီးမှာပေါ့နော်အဲ့ဒါကြောင့်မလို့ thank you တင်ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာဆိုတော့နောက်တစ်ခုအနေနဲ့ဆရာကိုရိုင်းကလည်းဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့တယ်ပေါ့နော်ပြီးဆိုတော့ကျမတို့ဒီတော်လှန်ရေးရဲ့ဟိုအုတ်မြစ်အစဖြစ်တည်လာခြင်းကဒါဝန်ထမ်းတွေရဲ့ CDM ပြုလုပ်ခြင်းကြောင့်ဒါဝန်ထမ်းCDM မှာကဒီတော်လှန်ရေးရဲ့အုတ်မြစ်ဖြစ်တယ်ပေါ့နော်တိုးတော်ညာလည်းပဲခေတ်ကာလကြာလာတာနဲ့အမျှဒီဝန်ထမ်းတွေဒီဘဝကိုပေးဆက်ရတယ်ထမင်းအိုးကိုခွဲပြီးတော့မှဒါပေးဆက်ရတာဖြစ်တဲ့အခါမှာတော်လှန်ရေးကာလကြာလာတာနဲ့အမျှဟိုအဘက်ဘက်ကနေပြီးတော့မှဟိုစိတ်ဓာတ်ခွန်အားကာယခွန်အားညာနာခွန်အားတော်လကောင်းပေါ့နော်အဘက်ဘက်ကနေပြီးတော့မှဟိုကြဆင်းလာတာကိုလည်းမြင်တွေ့ရတယ်ပေါ့နော်ဝန်းနေဆိုတာဒါကတော့ဆရာကိုရိုင်းလည်းဝန်ထမ်းတစ်ယောက်ဖြစ်တဲ့အခါမှာဝန်ထမ်းတစ်ယောက်ကနေပြီးတော့သူ့ရဲ့ဝန်ထမ်းဘဝကိုဆွတ်လွတ်ခြင်းကဘလောက်အထိသူ့ရဲ့ဘဝရဲ့ဆုံးရှုံးမှုကဘလောက်အထိများတယ်ဘလောက်အထိခက်ခဲမယ်စိတ်ဓာတ်ခွန်အားအရာတော်၎င်းဘလောက်အထိခက်ခဲမယ်ဆိုတဲ့အရာကဆရာကိုယ်တိုင်ခံစားပေးနိုင်မယ်ပေါ့နော်ဆိုတဲ့အခါကျတော့အရင်တော့ကလည်းဒါဆရာတို့ဒီ88ခေတ်ကလည်းCDM လောက်ခဲ့ကြပြီမဲ့မအောင်မြင်ခဲ့ဘူးပေါ့လေနော်မအောင်မြင်ခဲ့တာကိုသိရတယ်ဆိုတော့ဒီတော်လှန်ရေးမှာကျတော့ဒီCDM ရဲ့ဟိုပြုလုပ်ခြင်း CDM ပြုလုပ်ခြင်းကနေပြီးတော့ဒီတော်လှန်ရေးကိုတုံ့လှုပ်စေခဲ့တယ်ဒီတော်လှန်ရေးကိုအခုချိန်ထိဆွဲဆန့်စေနိုင်ခဲ့တယ်ဆိုတာကအရှိတရားဖြစ်တယ်ဆိုတဲ့အခါမှာ CDM ကဘလောက်အထိဟိုအသုံးဝင်ပုံနဲ့အရေးဒီတော်လှန်ရေးရဲ့အောင်မြင်မှုအတွက် CDM ရဲ့ပါဝင်မှုပေါ့နော်ဟိုပြီးတော့မှ CDM ကိုဒီအမှန်တရားတစ်ခုပြောရမယ်ဆိုလို့ရှိရင်ဒီအချိန်မှာ CDM မာရီရဲ့ခန်းစားချက်ကဟိုအမေရိကန်ဘဝများဖြစ်နေပြီလားဆိုတဲ့ခန်းစားချက်တွေလည်းတော်တော်များများကြားသိရပြီးတော့မှCDM တွေကဟိုဘယ်လိုမြေစားပင်လားဒီတော်လှန်ရေးတော့မြေစားပင်မဲ့ဖြစ်သွားလားပေါ့နော်ဆိုတော့ခန်းစားချက်တွေလည်းအများကြီးကြားရတယ်ဆိုတဲ့အခါကျတော့အဲ့ဒီပုံမှာဆရာရဲ့သုံးသပ်ချက်စကားလေးလည်းကြားပေးရစေရှင်ကျေးဇူးတင်နေဗျာသိလေရေးကြည့်နေမျိုးကိုမေးလို့နော်ကျွန်တော်လည်းကျွန်တော်ဆိုဖို့ပြောပြဖြစ်မှာဆိုလို့နော်ကျွန်တော်လေးလျှော့ထားတာအခုကတိုက်ဆိုင်နေဒီမိကွန်းဟာအရေးကြီးတဲ့မိကွန်းဖြစ်လို့ကျွန်တော်ဝမ်းသာတယ်ဖြေရကျေးဇူးလက်တင်ပါတယ်အဲ့တော့ကျွန်တော်သုံးပိုင်းကျွန်တော်ဖြေပြရစီတစ်ချက်ကကျွန်တော်နော်အတွေ့အကြုံသမိုင်းနဲ့ကျွန်တော်ပြောမယ်တစ်ပိုင်းအချုပ်လေးနော်ကိုလေးနဲ့ကျွန်တော်ပြောချင်တာနော်ကိုဒီဖြစ်တိုင်းနဲ့ပြောပြီးကျွန်တော်တို့ဘာတွေဟာအဆင်ပြေတယ်ဘာတွေဟာအားနေခဲ့ရဆိုတော့ကျွန်တော်ဒါတစ်ချက်ပြောမယ်နောက်တစ်ခုကခုနပြောတယ်လက်ရှိကျွန်တော်ဖြစ်တဲ့အခြေအနေတွေဘယ်လိုကူစားကြမလဲဟုတ်တယ်နော်လူကအဲ့ဒီပုံပြောချင်တာလူလေးပဲဖြေပါဟုတ်ပြီဒီလိုဆိုရင်ဘယ်လောက်အရေးကြီးလဲဆိုအရေးကြီးတာခုနဒီဇယ်လေးလူပဲတိတ်အရေးကြီးတယ်အာနာရှင်ကိုတိုက်တဲ့အခါမှာလေနဲ့တိုက်တယ်ပေါ့ဗျာ politically လေးခေါ်တာပေါ့နော်ဆန္ဒပြမရတရားတော့တနတ်နဲ့တိုက်ကိုတော့အာကြီးတော့ကျွန်တော်ဝုဒိလေတန်ခံတော့အဲ့ဒီရန်တရားကိုလေတဲ့လူတွေဘယ်သူတွေလဲအာနာရှင်ရန်တရားတွေစစ်တပ်ဟုတ်တယ်နော်စစ်တပ်တက်ခဲ့ချတယ်ဒါပေမဲ့သူအားကြီးတယ်ခေါ်လို့ဆိုကျွန်တော်တို့ဒီတက်ကတို့တော့နောက်ကနေပြီးထောက်ပံ့တယ်သူတွေလေနှစ်ခုရှိတယ်နော်ခဲဝန်ထမ်းနေမဟုတ်ဘူးကျွန်တော်ပြီးမေးခွန်းဖြည့်ကျွန်တော်ဖြည့်မယ်နော်ဒါကိုတင်းနဲ့ဖြည့်မှာကောင်းကင်ရန်တရားရက်စီတော့ဒါတောက်တိုင်စစ်တပ်ကဝန်ထမ်းဆိုရန်တရားလုပ်နေတယ်သူနော်ရန်တယ်နောက်တစ်ခုရှိတယ်သူ economically support ဒါတစ်ချက်ရှိတယ်နော်ခင်ဗျားတို့တော့ပြောခင်လို့ဒီနောက်တစ်ချက်ကပါ international support ပေါ့ဗျာဆိုတော့အဲ့တောက်တိုင်ဘယ်တောက်တိုင်ဖြူတော့က main ကိုစစ်တပ် main ကို main ကိုဖြိုးတယ်အားကြီးတော့အသက်တွေပေးရ
နောက်တောက်တယ်ခုရှိတယ်ဒါသိရေးကြည့်တာပေါ့နော်ဒါတော့သိရေးကြည့်ပါအာနာရှင်ဖြုတ်တော့တောက်တိုင်ရှိတယ်လေဒီမှာတောက်လေးတော့ရှိတယ်ပေါ့ဟုတ်တယ်မလားကိုကကျွန်တော်စဉ်းစားစောင်းဖြစ်တဲ့နေရာဥတည်ဖြူအသက်ပေးဖြူတော့နောက်တစ်ခုဖြူလိုက်ကိုမကောင်းဘူးလားနောက်ထပ်ရှိတယ်လေတောက်တိုင်အမေရိကန်ဆိုင်ရှင်ပေးဒါကိုကျွန်တော်သွားစေကျွန်တော် corporation ဆိုတာသိရှိတော့ဟုတ်ပြီကျွန်တော်ကတ်ပြီတော့မေးတဲ့အမေကိုကောပိုက်ပြီးကျွန်တော်နေနေကျွန်တော်တွေ့ကျွန်တော်ဖြည့်ချင်ပါတယ်တစ်ချက်ကျွန်တော်တို့88အာနာအဲ့ချိန်မှာကျွန်တော်ဝန်ထမ်းတယ်နော်ညီမကျွန်တော်တေချူတက်တော့ပြောင်းလို့84ပေါ့88မှာကျွန်တော်စီမံဘဏ္ဍာဝန်ကြီးဌာနပြီးစီမံကိန်းဟုတ်တယ်ဝန်ကြီးရောအထွက်စီစစ်တို့မှာလက်ထောင်ညွှန်ကြားပေါ်နေနေတယ်တို့တမခါတွေဖွဲ့ကြတာကျွန်တော်တမိုင်းပြန်ရှိ88မှာ trade union ဖွဲ့တာတစ်ချက်ကျွန်တော်16ခုစီမံဘဏ္ဍာအဲ့ဒီမှာကျွန်တော်စီစီတွေ့ကျွန်တော်ပြောတာနောက်တစ်ခါကျွန်တော်88မှာမြန်မာနိုင်ငံအလို့သွားတဲ့ဘက်ကကျွန်တော်တို့ကဟိုခုနမိုးသီးစံတော်ဘာကတာတွေပဲဖွဲ့တာပေါ့ဗျာကျွန်တော်တို့ကတော့ trade union ခေါ်တယ်တောက်တိုင်ကျွန်တော်စုစည်းလိုက်ကျွန်တော်တို့အဲ့မှာကျွန်တော်စီစီပဲကျွန်တော်တိုင်ခုရှိနာမည်ရောလုံးကောင်းဖြစ်သူကထဲထဲမှာအနေရှိဆိုတော့ look at တွေ့ကြုံရဆိုဒါကကျွန်တော်တို့အာနာသိန်းနဲ့တော့အချက်ပဲပြောပါမယ်88ရဲ့နေအာနာသိန်းနဲ့ခံမှာကျွန်တော်တို့က stakeholder တွေကျွန်တော် discuss လုပ်ကျွန်တော်တို့ကကြံကြံထုတ်လို့ဘာကြောင့်ရန်ရရချင်လို့ပထမဒါ second တော့ဒါသမိုင်းမှာကျွန်တော်ပြောခွင့်ပြုပါကျေးဇူးတင်တယ်ကိုလုတ်ခဲ့တာကိုကျွန်တော်ကပြောတာမဟုတ်ပါဘူးရှိခဲ့ဘူးလေ event ကိုကျွန်တော်ကပြည်သူတွေကိုကျွန်တော်ပြင်ပရောဝမ်းသာတယ်ပြောအဲ့တော့ CDN လုတ်ခဲ့တယ်ဗျ88စက်တဘာ78မှာအာနာသိန်းနဲ့ခံမှာကျွန်တော်မှတ်မှတ်ရ20လားမသိဘူးကျွန်တော်ထုတ်ကြဒါပေမဲ့ဒီလေးကိုကျွန်တော်ရအောင်ကျွန်တော်ကအရေးကြီးလို့နေပလင်က sorry နော်အဲ့ဒီမှာကျွန်တော်စဉ်းစားကျင်တန်းချက်ထုတ်လို့လည်းမရဘူးလေစီးဝမ်းဘူးဆိုအဲ့ချိန်မှာကျွန်တော်တို့ကဝန်ထမ်းတွေဘွားကဘာရေးကြီးတယ်ဆိုတော့သူကအသက်သေးရတော့မှာကျောင်းသားတယောက်တည်းရှိတာသေးသွားတယ်ဘာမှမဖြစ်မိဘစီကိုယ်ကလှုပ်လုပ်ကြတယ်ဟဲ့ဝန်ထမ်းဖြစ်တော့မိသားစုရှိလာပြီဒါကျွန်တော်ကိုရီးယားနဲ့ပြောပါသူပြောတာကျွန်တော်အဲ့ချိန်အိမ်အောင်ကြားပြီးတားလေးတယောက်ရှိကလေးမန္တလေးမှာနေကျွန်တော်ရန်ကုန်မှာဆိုတော့အဲ့လိုဝန်ထမ်းရှိလာဝန်ထမ်းကသူ့ဘဝ survive ဖြစ်ဖို့တည်းလေပြဿနာတစ်ခုကြောက်တဲ့ဆိုတော့ပြဿနာမဟုတ်တာအဲ့တော့မိသားစုရှိလာသူတပင်းလုပ်တဲ့လူများကြီးဘလို့ထွက်ရဲမှာလဲကိုရီးယားပြောတာနေကျွန်တော်တို့ကစာထုတ်လိုက်တယ်ဗျာဒါ record ရှိတယ်သူနော်မလာနိုင်အပြစ်မပြောဘူးနော်ကိုဘဝ survivor ဖြစ်ဖို့အတွက်နော်ဂျာတော့ပြဿနာသူ့နောက်မှာနောက်တွဲတွေအများကြီးအဲ့တော့သူတို့မလာနိုင်ကျွန်တော်သဘောပေါက်အဲ့တော့ကျွန်တော်စီးရောမယ်အဲ့မှာကျွန်တော်အဲ့ချိန်မှာ stakeholder တွေဖြစ်တဲ့လူတဲ့ပြောရင် NLD ပေါ့ဗျာကျွန်တော်လို့သမက NLD ခုထိမသေးတဲ့လူရှိသေးတယ်တမိုင်းမှာတခါလေးပြောမယ်ကျွန်တော်လည်းတက်ကြီးလာပြီဆိုတော့ကျွန်တော်တို့ကလက်ပြန်တက်လည်းသိနေတယ်ဘယ်တော့တယောက်ဆုံးနေဆိုတော့ပြောတင်တာတော့ပြောပြီးပြောပါပြရစီမေးလည်းရှိလို့ပါဒါတကယ်တမ်းဆိုပြီးသူတို့ကကျွန်တော်တို့တည်တဲ့ချက်တွေလည်းအများကြီးပါနော်အပြစ်တင်နေတာမဟုတ်ဘူးအားနည်းချက်တွေရှိအားသာချက်တွေရှိဒါတွေကိုကျွန်တော်တို့ကရှေ့ဆက်သွားဖို့လို့ကျွန်တော်ကနော်သွားတဲ့သွားရတာအကြံပြုသဘောနဲ့လည်းပြောတာကျွန်တော်ဟာသူတက်ပြောတာမဟုတ်ပါဘူးနော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့စဉ်းစားရတယ်ပေါ့ကျွန်တော်ကထုတ်တယ်ကျွန်တော်ထုတ်လည်းခုလိုပဲပေါ့ statement နဲ့မပန်းနိုင်လားဒါအဲ့ဒါကျွန်တော်ကတင်ပြပေးပါပြီဝန်ထမ်းတယောက်ဟာအာနာရှင်ကိုထောက်နေမှဟို10ဘုတ်တဘုံတော့ရှိတယ်ကိုရကိုရာတို့တိုးဖို့တွေနိုင်ငံသားတော့ကျွန်တော်ကနိုင်ငံနော် corrupt ဖြစ်ဖို့ပေါ့ဗျာချို့သက်ဆိုင်ဌာနဆိုတာအကြမ်းမရတယ်ဗျာစသဖြင့်ပေါ့နော်ချို့ကြလဲယာတုလေးကြည့်တဲ့ခါကျတော့ဒီယာတုမစွန့်ညင်တာပေါ့အဲ့လိုအကြောင်းတွေကြောင်းမလို့နော် majority ကတော့မကြိုက်ဘူးသို့တော်သူတို့ survival အတွက်အဲ့လူတွေမပါနိုင်ဘူးဗျာကျွန်တော်ခေတ်တွေ့ကြုံကျန်တဲ့ဟာတော့ဒီပိုင်းကျွန်တော်ပြောပြီးတော့ကြာခင်တို့လည်းပြောတော့လောက်ထားပါဗျာကိုယာတုနဲ့ခုလေကျွန်တော်တကယ်ကြီးတော့မင်းအောင်နိုင်တော့ဦးကြီးလို့ရှိပါကျွန်တော်နော်သိတာမသိဘူးကွာပါလာတယ်ဆိုတော့ဒီလိုအ ਨੇ စုတော့လူတန်းစားရှိမယ်အခုကတော့ပုံနေသွားအဲ့ခေတ်ကလည်းရှိတယ်ဒါပေမဲ့အများစုကပါခြင်းပဲအခြေအနေမပါဘူးဒါကျွန်တော်ခေတ်အဲ့တော့ကျွန်တော်တို့ကခုနဒေါ်ဆန်းကျူအိမ်ထဲမှာခုစီမသေးသေးပေါ့ဘာမှအဝင်နေရှိပါလေဦးမိုးသူဦးအောင်လွန်းဒေါ်မြင့်ခင်ဒီရောက်မှာရှိပါတယ်နော်သူတို့ ਨੇ ဒေါ်ဆိုတော့ထွက်မလားအဲ့ဒါတော့တွေ့ကြတယ်အဲ့ခုကျုပ်မသေးသေးဘူးကျွန်တော်တွေ့တယ်ဗျခမောင်ဆွေမှတ်ရအဲ့အိန္ဒိယဥပဒေအဲ့နေမှာပေါ်လာတာဒါမှရှိမိလားမကျွန်တော်ပြောပါနော်အဲ့ဒေါ်စုနာမည်တော့ချုပ်ချီကျွန်တော်ပြောပြရစီနော်ကျို့သေးဆုံးကုန်ကြပြီကျို့ energy ကိုညဆိုတော့နောက်ပိုင်းပါဆိုတော့အဲ့လိုကျွန်တော်တိုက်ခဲ့ပြီအခြေအနေကြောင့်ဘာသူတို့ policy ရဒါကျွန်တော်ပြောတာမဟုတ်တမိုင်းနေတယ်သူတို့ negotiation သွားကြကျွန်တော်ချရန်ရဖြတ်ဘူးသူတို့အဲ့မှာသူတို့ရဲ့ဘောရမကြိုက်ဘူးပေါ့ဗျာခုနကကိုစလိုင်းပြောလို့ပေါ့ခင်ဗျားတို့နော်ယူဆမတော်ဖြစ်မှာပေါ့ခင်ဗျာပြဿနာတိုက်ခဲ့တယ်ဆိုတချို့ကြရွေးကြည့်လာတာဆိုတော့ပြောချင်တာကအတွေ့အကြုံနဲ့တင်ပြပါဆိုလို့ကျွန်တော်ကပြောပြပါဆိုလို့ကျွန်တော်ဆွေးနွေးတာရှင်းသွားတောင်းပါတယ်နော်အဲ့လိုဖြစ်တော့ကျွန်တော်စီရီတောင်းဆိုတယ်ချုပ်ပြောကျွန်တော်မအောင်မြင်ခဲ့ဘူးဗျာအခြေအနေရမှအောင်မြင်တာကျွန်တော်ဘသူမှအပြည့်ဒါသမိုင်း record အမှန်တရားအနေနဲ့ကျွန်တော်ဒါသိစေချင်လို့ဟိုဒီ day ရှိလို့ဒီ day ကျွန်တော်ထားတဲ့နေရှိတာ record နော်စနစ်ကဟာကိုဘာလို့ကျွန်တော်ပြောတာကျွန်တော်စနစ်ပဲအမြဲပြောတယ်နော်ကျွန်တော်တင်ခဲ့တဲ့ပညာရဲ့အခြေအနေစနစ်မကောင်းလို့ဖြစ်နေတာအဲ့ဒါပေမဲ့စနစ်ဘယ်သူကဖန်တီးတာအဲ့ဒီကောင်ချောင်းကြီးရအဲ့တော့စနစ်ကောင်းဝိုင်းပြင်နေတာတော့ကျွန်တော်ဒုတိယချက်ကိုကျွန်တော်တင်ပြတယ်ဆိုတော့အခုလည်းပဲအဲ့လိုလုပ်ခဲ့တော့အဲ့တော့ဒါမပါဘူးပေါ့ဗျာကျွန်တော်ရှုံးနေပေါ့ဗျာရက်နဲ့ကိုကျွန်တော်ပြောလို့ရနော်2088နှစ်ဒေါ်အောင်ဆန်းအဲ့ချောင်းကနေ2ရက်တော့မရတော့ကျွန်တော်တို့တက်ခေါ်ရတယ်ပေါ့ဗျာ
3ရက်နေ့မှာဆက်ချက်အာနာသိန်းနဲ့ဝန်ထမ်းတွေကို23လသူကတက်ပါခိုင်းကျွန်တော်တို့အဲ့လိုကန့်လန့်တိုက်ထားတဲ့ခါကျဝန်ထမ်းတွေအဲခံနေတာပေါ့ဗျာမတက်ကြဘူးအဲ့ဒီမှာ3ရက်နေ့ထိ order extension ပေးလာစာပြန်ကြည့်နဝတာတောက်ခံခဲ့တယ်ကျွန်တော်ကျေးဇူးတင်တယ်အဲ့လိုသူချစ်ချုပ်မသိချုပ်ကြည့်သေးတယ်ကျွန်တော်ရဲဘော်ရဲဘော်တရားကြီးကနော် opportunity ကတော့ဘာလို့လုံးမှာမလဲဟုတ်လားကျွန်တော်တို့အမြဲတမ်းကုလက်ရှိတာပဲနော်အများတို့ကိုကျင်းစားတဲ့ဆိုနိုင်ငံလို့ဆိုအများအတွက်စေတနာရှိလို့လောက်တာလောက်ဆိုင်လို့ exact ချင်းအောင်လောက်ဆိုင်လို့တော့ပါဘူးဗျာနာမည်ပြောချင်တာကအဲ့ဒီတွေ့ညကျွန်တော်လောက်ခဲ့တယ်မအောင်မြင်ဘူးအခုစဉ်းစားတော့ဒါဆိုပြီးပြေလဲကျွန်တော်ဖြေရပါနော်ဒီစတဲ့ကတောက်တိုင်တကယ်အရေးကြီးအားရတောက်တိုင်ငါတို့ထွက်တယ်ကွာဆိုပြီးတော့မှထွက်ခဲ့တာဒါကြောင့်ခုနပြောရင်ခုနပထမမေးခွန်းလို့ပါပဲလက်ရှိ CDN ကျွန်တော်လုပ်ခဲ့တဲ့ပထမကြီး CDN ကျွန်တော်ပြည့်တင်တာမဟုတ်ဘူးချိန်နေရအချိန်နဲ့မပေးလို့ရှုံးနေနော်နိုင်ငံဆိုအခုအောင်မြောင်ဆိုတော့ဘလောက်ခမရသူတို့ရဲ့ခန်းကဏ္ဍဘလောက်အရေးကြီးတယ်ဂုံပြူတယ်ကိုယ်တိုင်လည်းဖက်ခုဂုံလဲယူတယ်ကျွန်တော်ရဲဘော်ရေးတဲ့အတွက်ဂုံယူတယ်ဝမ်းတာဒါပဲပဲဒါဒီခုနဒုတိယမိကိုကျွန်တော်ဖြေကွာချချက်လိုပဲနော်အသေးစိတ်ပတင်ကြောင်းတော့ပြီးကိုတွေးနေကျွန်တော်တင်ပြတာအခုဟုတ်ပြီဒီကြောက်တိုင်တွေကကျွန်တော်တို့ပဲပါလာနော်ကျွန်တော်တို့ကလည်းဒီစစ်သားတော့ခုချိပါယူရရမှာလေတက်ပြပါတယ်ကျွန်တော်တို့ရဲဘော်ရှိတယ်တက်စစ်နေတယ်ပေါ့ခုကများလာတယ်ဒါလည်း CDML လီဝန်ထမ်းလည်း CDM အဲ့ CDM ကျွန်တော် treat လုပ်တဲ့အပိုင်းမှာကျွန်တော်တို့အားနေရှိတာကျွန်တော်ရိုးသားဝင်ခံတော့လောက်ခဲ့ဘူးလေအဲ့2020ဖြစ်တော့ကျွန်တော်ဒီကနိုင်ငံက80တခုနဲ့တိကျတော့ကျွန်တော်ပြောပြရစီမဲဆောင်မှာကျွန်တော်ဒေါ်လာ9000မိုးလေးလို့အကြောင်းကြောင့်တော့မအောင်ဘူးအဲ့တော့ကျွန်တော်က credible မဖြစ်တဲ့ကဒီပေးတဲ့လူတွေမပေးတော့ကျွန်တော်တတိယမှမဟုတ်တယ်ကျွန်တော်တို့အမေရိကလှုပ်လို့စားခုဆိုကျွန်တော် pension တွေဗျာခင်ဗျားတို့မှကျွန်တော်ချမ်းသာခင်ဗျားပြန်ကျွန်တော်ပူကြအောင်ခင်ဗျားတို့ကျွန်တော်တို့အောက်မှာရှိတဲ့လူတွေနော်အဲ့ဒါလေးကြတောက်ဆိုတာဒါကဟိုဟာတာပြောတာကျွန်တော်စကားပြောမြန်တော့ sorry ဆိုပြောချင်တာကဒီ CDN နေရာတိတ်အရေးကြီးပါတယ်တမိုင်းအဲ့လူတွေကျွန်တော်ကမျက်ွယ်ပြုသူဖြစ်နေပါတယ်ချို့လည်းပဲအဆက်အသွယ်ရှိတော့တက်ကြနိုင်ငံထွက်ကြတာအခုဆိုမဲဆောက်တော့ဒုက္ခကိုကျွန်တော်ကြားတယ်တော့တာဝန်ရှိတဲ့လူတွေဒါတော့ပရာတိုက်လုပ်ပြီးတော့ဒီကမှာဒါလက်နဲ့တင်ပို့ဒါတော့ဦးစားပေးသေးတယ်ဒါဆိုကျွန်တော်တို့သဘောပေါက်ကျွန်တော်တို့ကိုယ်တိုင်ကိုဒီကိစ္စမှာကျွန်တော်ကူညီခဲ့ဘူးတယ် effective မဖြစ်ဘူးအကြောင်းကြောင့်တာဝန်ရှိတဲ့လူကရှိတာပေါ့ဗျာကျွန်တော်တို့စီးပွားရေးဗာပြန်တဲ့စကားနဲ့ပြောလို့ရှိပတ်စံတရားရှိဘတ်ဂျက်ကိုခွဲတဲ့အခါမှာဘတ်ဂျက် allocation ပြဿနာလည်းရှိတယ် corruption လည်းရှိကြတဲ့အခါမှာ effective မဖြစ်တော့အခု suffering ဖြစ်နေတဲ့အတွက်ကျွန်တော်ဒီနေရာတောင်းပါပါတယ်ကျွန်တော်ရဲဘော်ရဲ့အတွက်ဒီကတက်တဲ့နိုင်ငံလူမျိုးနဲ့ရောက်ရလူကတော့ပြောစရာကျွန်တော်တို့ချို့တွေသိပါနော်ဒါကတော့ okay သူတို့လည်းပြန်ဆောက်ရှောက်ဖို့ပဲကိုလူတွေအောက်မှာတကယ်နော်ထွက်မရတဲ့လူလည်းရှိမယ်နိုင်ငံတကာကိုနော်တချို့ကြတော့မထွက်ဘူးပေါ်ပိတ်ကပ်ချတယ်လို့ရှိကျွန်တော်အရန်ပြောတာမဟုတ်ကျွန်တော်အိမ်တရက်လူတွေသိတယ်အိမ်ရုပ်ဝန်ထမ်းတို့ကကျွန်တော်အဲ့ဝန်ကြီးတို့လူကကျွန်တော်တို့ရဲ့ရုံမှာလုပ်ခဲ့ပြီးတော့ကျွန်တော်ကခုမှဒါတော့ဆိုသိသူကအကြံကျွန်တော်ပေးဘူးလေ2017ကိုလေးပြောတာအဲ့တော့အပြစ်ပြောနေတာမဟုတ်ဘူးလိုအပ်ချက်တွေကို reform လုပ်ပါစစ်တပ်ကမှကျွန်တော်တို့တိုက်ပြီးတော့ reform လုပ်ပဲကလေးတွေသိကန်တိုက်ပြီးတော့သူကနိုင်ငံရေး is Armstrong တိုက်နေတာဗျနော်အာကိုရှောက်နေကျွန်တော်ပြောတော့များနေလုံနေဆိုလို့ရှိရင်ဘာလို့လဲ diamond corporation သွားရမယ် corruption ကိုထိနေအောင်ပေါ့နော်ကျွန်တော်ပြောချင်တယ်ပါဝါတွေအာဏာတွေကြောကြားချင်တာတွေကိုနောက်ဆုံးသူများကလေးတွေ group သားသမီးအသေးခံတဲ့အချိန်မှာတို့ဘာလုပ်တယ်ဆိုပြောချင်တာကတစ်မိကိုပြန်ချုပ်ပါမယ်အရန်အရေးကြီးတယ်ဂုံလဲယူမကောင်းဘူးစီနေယူလို့ကွာခဲ့ပါလေကျွန်တော်တို့အတွေ့အကြုံလို့စင်ဒါကျွန်တော်ခုနလည်းမင်းပလင်ခံဒီအရင်ကလုပ်ခဲ့တဲ့လူအသုံးမကျဘူးကွာပြောတော့မဟုတ်ဘူးအခြေအနေကြောင့်ကျွန်တော်တို့မှလူဖြစ်ခဲ့ရတယ်ဒါကကျွန်တော်အခြေအနေကအားကြောင့်ဖြစ်တာလေလူကဆိုတာလည်းစုလို့ရှိတာပေါ့တို့တော့နော် minority ပတ်သက်တဲ့လူကလည်းနေတယ်ပေါ့ဗျာပြောချင်တာကကိုက quantity ရရောဟို quantity ရရော quality ရရောကျွန်တော်အပြောင်းလဲဖြစ်လာတဲ့ခါမှာဒီအားတွေပါလာကျွန်တော်တို့ရဲ့သူတို့ကို support လုပ်ရမယ်ဗျာအဲ့ဒီပိုင်းမှာအားနေတာကိုလေကျွန်တော်တို့ကဒါပြင်ရပါလိမ့်မယ်ဒါကွာလိုက်ဗျာနော်သူတို့အားတိတ်အရေးကြီးတာနော်နီးမျိုးစုံဗျာအသေးစိတ်ကျွန်တော်မပြောတော့အဲ့အားတွေကိုပြင်ပြီးတော့ကျွန်တော်လုပ်မယ်ဆိုဒီအမေကန်လည်းခေါ်ဗျာတဲ့တယ်ပြောပါကျွန်တော်နိုင်ငံရေးဖြတ်တန်းခဲ့ပြုတ်ညာပြုတ်လို့ရှိရင်ကျွန်တော်တို့ဟာအရေးကြီးတောက်တိုင်ဖြစ်ပြီးအသက်ပေးတဲ့လူစားပြီးတော့ right man နဲ့ဒါပေမဲ့ဒီရန်တရားကိုနော်ပြုတ်အောင်ဖြုတ်ခဲ့တဲ့ကျွန်တော်တို့ဒီလူတွေကဒုတိယတောက်တိုင်ပြုတ်လို့ရဒီလူတွေကိုအမေခံထားတာမျိုးလို့ကျွန်တော်တို့ကဘာလုပ်မလဲပြန်လဲပြီးတော့စဉ်းစားပေးရမှာပေါ့နီးမျိုးစုံနဲ့ကူညီရမှာပေါ့ဗျာချို့ဆိုတကယ်ထီရောတော်လိုင်းမှာပါတိုက်တယ်ချို့ကြောက်ဆုံးမှလည်းရှိကျွန်တော်တို့သိတယ်ချို့နော်ပြောချင်တာကတချို့မှာဟိုပါပေါ့ဟိုကလည်းပြောရင် class နဲ့ခွဲလို့ရှိရင်ခြေတန်းကပါမယ်ဒေါက်တာပါမယ်ကျွန်တော်တို့ဆိုတာတတိယတန်းစားဟုတ်တယ်မလားကျွန်တော်တို့ supporting တကယ်တိုက်တဲ့လူရှေ့မှာတိုက်ဒါတွေကိုကျွန်တော်ကဘာလို့ဆို connection လုပ်ပေးရမှာကျွန်တော်ကိုတိုက်နေအားနဲ့နော်ကျွန်တော်တို့ကလေပေါ့ခင်ဗျားတို့ကငွေပေါ့နော်ဆိုတော့ပြောချင်တာကအဲ့လိုလုပ်တဲ့အခါမှာခုကျွန်တော်တို့ကလည်းအခုလိုတိုင်းပြည်အာဏာရှင်ကိုတိုက်တဲ့အပြောင်းလဲမှာအရေးကြီးတဲ့ဒေါက်တိုင်တစ်ခုဖြစ်တဲ့စီဒန်တွေကိုအခုတည်းကကျွန်တော်လိလူစုထားလို့အမေကန်လို့ဖြစ်တယ်ပေါ့တဲ့တယ်ကျွန်တော်နော်အဲ့ဒါတွေကျွန်တော်တို့ကအနည်းဆုံးတော့ဖြင့်သူတို့ encourage လုပ်ပေးရတာအခုကျွန်တော်ပြောတာတော့ကျေးဇူးတင်တယ်ကျွန်တော်ဗဇက်နဲ့လေနဲ့ကျွန်တော်နော်နှုတ်လေးနဲ့အာလူပေးပြီးတော့ကျွန်တော်ဂုံပြူချောင်းလေးပြောရခွင့်ရတယ်လို့ဝမ်းသာဒါကိုကျွန်တော်တို့က
at least တောင်းနေကျင်းနေလို့မရဘဲနဲ့နော်အကြံဉာဏ်အားစိတ်ဓာတ်အားကြံဉာဏ်အားနော် physically ရောသူတို့လွတ်မြောက်ဖို့တော့ပါစိတ်ရောလူရောပေါ့လူဆိုတာခင်ဗျားတို့သိတယ်လေကျွန်တော် mentally physically နှစ်ခုသွားတာကိုဟုတ်လား physical သွားတယ် mental အကြောင်းမလို့သွားဒီနေ့တို့လုပ်ဆိုခင်ဗျာကိုချင်းစာလို့လုပ်တာမဟုတ်ခင်ဗျာဘယ်လုပ်လဲဒါကြောင့်မို့ mentally physically weak ဖြစ်နေတာအားလုံးကျွန်တော်ဝိုင်းပြီးမှာတွန့်တင်မယ်လက်တွဲမယ်ပူပေါင်းဆွဲလို့လုပ်မယ်ဆိုရင်ကျွန်တော်ခင်ဗျာမိကုန်းကျွန်တော်တော့အဲ့လိုမျိုးဖြည့်ရင်းနဲ့ကျွန်တော်ကကြံပြူစကားလေးကျွန်တော်ကကြံပြူနေမှာကိုယ်တိုင်လောက်ကြပေးဖို့ပေါ့ဗျာတောင်းဆိုစကားလေးကိုကျွန်တော်ဇေယျခွင့်ပြုဖြည့်ခွင့်ပြုတာဖြည့်ခွင့်ပေးတာပါအဲ့လိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့နောက်ဆုံးမေးချင်တာပေါ့နော်ဒီနေ့ကတော့ဆရာစိန်ထင်းအနေနဲ့ကျွန်တော်တို့အထူးဖိတ်ခေါ်ထားတဲ့ဧည့်သည်တော်ဆိုတော့ကျွန်တော်တို့ဒီနေ့နောက်ဆုံးအနေနဲ့မေးခွန်းလေးမေးချင်ပါတယ်ဆိုတော့နောက်ဆုံးမေးချင်တာကတော့ဒါအခုနဆရာရဲ့စကားထဲမှာပါသွားပြီပေါ့နော်ဒါစစ်ကောင်စီကတော့သူ့ရဲ့အာဏာတည်တံ့ဖို့အတွက်ဒါအခုနပြောတဲ့ဒီဖြစ်လာခဲ့တဲ့အရေးခင်းနေတကာလမှာလည်းပဲသူ့နီးမျိုးစုံနဲ့ဒါပရိရဲ့ကျွယ်ဝဆိုတာသူကတော့သူ့ဘက်မှာပါအောင်မျိုးစုံသူလုပ်ခဲ့တယ်ပေါ့နော်သူကတော့ပြည်သူလူထုဒီအဓိကသူကင်တာကတော့ဒါဝန်ထမ်းတွေပေါ့လေနိုင်ငံဝန်ထမ်းတွေကိုအဓိကမက်လုံးတွေနဲ့ရထူးတွေနဲ့ဒါသူဖမ်းခေါ်ထားခဲ့တာဖြစ်တယ်ဒါကညင်းစရာမရှိဘူးအမှန်တရားတစ်ခုဖြစ်နေတယ်ဆိုတဲ့အခါကျတော့ကျမတို့တီတော်လှန်ရေးကလည်းမအောင်လို့မဖြစ်တော့ဘူးဒီတစ်ခါမှမအောင်ဘူးဆိုလို့ရှိရင်ရာသက်ပိုင်ကျမတို့မြန်မာတော်လှန်ရေးကဘယ်တော့ခါမှလည်းအောင်နိုင်တော့မှာမဟုတ်ဘူးဒါကြောင့်မလို့အားလုံးကအားတင်းနေကြတာဖြစ်တယ်ဆိုတော့ကျမတို့ဒီတော်လှန်ရေးလုံးဝအောင်နိုင်ဖို့အတွက်ဒီစကားစအနေနဲ့လည်းပဲသူ့ရဲ့အလုံးစုံသောနိပရိယေကိုသုံးနေတယ်လို့ပဲကျမတို့တော်လှန်ဘက်တော်သားတွေအနေနဲ့ကောကျမတို့ဒီမဖြစ်မနေအခုနပြောသလိုမျိုးအကြောင်းမျိုးကြောင့်စစ်အာဏာရှင်အောက်မှာမနေခြင်းတော်ညာလည်းပဲမဖြစ်နိုင်တဲ့ဘဝပေအခြေအနေတွေကြောင့်သူတို့ရဲ့လက်အောက်မှာCDM မလုံနိုင်တာတော်လကောင်းပေါ့နော်ပြီးတော့မှမထွက်နိုင်တာမလှုပ်ရှားနိုင်တာတော်လှန်ရေးဘက်မှာမပါဝင်နိုင်တဲ့အကြောင်းအမျိုးကြောင့်ဒီစစ်အာဏာရှင်လက်အောက်မှာနေခဲ့တဲ့မိဘပြည်သူတွေကိုရောတော်လှန်ရေးဘက်ကိုရောက်လာနိုင်အောင်တော်လှန်ရေးအတွက်တော်လှန်ရေးအောင်မြင်ဖို့အတွက်တထောင်တနေရာကနေပြီးတော့မှပါဝင်နိုင်အောင်ကျမတို့တော်လှန်ဘက်တော်သားတဲ့အနေနဲ့ဘာတွေအဓိကဘယ်လိုနီးလန်းတွေတုံးပြီးတော့မှပေါ့နော်ဒါစီယုံတင်နေဆိုတာလေးကိုလည်းနောက်ဆုံးအနေနဲ့အကြံလေးပေးခဲ့ပေးပါအောင်ရှင်ဟုတ်ကဲ့အဲ့တော့မိခွန်းရတော့ကျင်းနေပေါ့လေပြောလိုက်ဒါပေမဲ့ဖေးရမှာတော့ကျွန်တော်ထင်တယ်ဗျာအများကြီးစစ်ဖြေမှာကျွန်တော်ကဒီ picture ကိုမြင်မှာပေါ့နော်အဲ့တော့အတက်နဲ့ကျွန်တော်ဖြတ်တန်းခဲ့ဝေးကြုံနဲ့လက်ရှိအနေထားကိုကျွန်တော်သုံးသပ်ရင်းနဲ့ကျွန်တော်ဖြည့်ချင်တာပေါ့ဗျာ picture မျိုး summarize ပေါ့နော်အသေးစိတ်ပြောလို့ပြရတော့ macro level နဲ့ကျွန်တော်ကတင်ပြချင်တာအကျယ်ပေါ့နော်အသေးစိတ်လျှောက်ပြအဲ့ထက်မှကျွန်တော်ကအဓိကကြားတဲ့အချက်တွေ highlight လို့ micro နဲ့ကျွန်တော်တို့ကရှင်းအောင်ကျွန်တော်ကတင်ပြချင်ဒါလေးကိုကျွန်တော်တောင်းဆိုဟုတ်ပြီနော်ကျွန်တော်တို့ကဒီမေးခွန်းဟာတော့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကပါလို့အာနာရှင်ကိုဖြိုမှာပြီဟုတ်တယ်နော်ခုနကပြောကြံပြောအာနာရှင်ပြောမှာအရင်ဆုံးကလောက်အောင်နှစ်လုပ်ပဲရှိတယ်တစ်ချက်ကအဲ့တောက်တိုင်ကိုဖြိုပါတောက်တိုင်ကကျွန်တော်ပြောအဓိကတောက်တိုင်စစ်တပ်ဒုတိယပါလေရန်တရားကိုကိုင်တယ်လူဖြိုနီးတော့မတူဘူးစစ်တပ်ကကြံလာပြောအမ်ဆိုခဲ့သွားတာရှင်းတယ်ဟိုကကြကျွန်တော်တို့ကသွားတတ်လို့နော်ဒါတွေကကျွန်တော်သိတယ်မျိုးတော့အဲ့ရန်တရားလေးကျွန်တော်တို့ပါနေဆက်ပြီးစီးရုံတစ်ချက်အဲ့တော့ကျွန်တော်တို့ပြောချင်တောက်တိုင်ရှိသေးတယ်တော့ခင်ဗျာသူတို့ကသွားတောက်တိုင်ရှိမီဒီယာတောက်တိုင်ရှိတယ်ဒါလည်းကျွန်တော်တို့ဖြိုးရမှာဘယ်လိုဖြိုးမလဲဆိုတော့အသေးစိတ်တော့နောက်တော့အခြေရလေးပြောကြပါခုပြောတော့ဒါကြီးလည်းပြောပြီးမှာပေါ့တောက်တိုင်ရဲ့အရင်ဖြိုးရမယ်ဖြိုးတဲ့အခါမှာချွတ်တောက်တွေကမာတဲ့တောက်တိုင်မာလို့ရှင်းမှာပေါ့ soft တက်ကိုကျွန်တော်ပြောရမှာ approach နည်းမျိုးမတူဘူးပေါ့တော့ဆိုကျွန်တော်တို့ကဒါနိုင်ငံစကားလို့ပဲပြောရင်ခွင့်ပြုပါနော်ရှင်းတယ်စီအိုရေးသွားမယ်နော်မဲ့လုံးပဲရန်သူလုပ်တဲ့လုံမျိုးကျွန်တော်လုပ်ရမှာပဲဒါပေမဲ့ကျွန်တော်တို့ကတမလုပ်မှာသူတို့လို့မတော်မတရားမလုပ်ဒါကိုပြောတာနော်ဒီကောင်နေဝင်နဲ့စပြီးခုကောင်နေဆိုတော့အဆိုးဆုံးလေကျွန်တော်တို့ရန်ပြောတာမဟုတ်ဘူးနော်ကျွန်တော်လူပုဂ္ဂိုလ်တွေလည်းကျွန်တော်သိတယ်နော်ငွေလို့ဆိုတော့ကျွန်တော်ကလူပုဂ္ဂိုလ်ပြောဖို့တဲ့ဒီစနစ်ကြီးကိုမတိုက်တာကျွန်တော်ဒီစနစ်ထဲမှာကိုင်းနေတဲ့ကောင်နော်ဒီဖြစ်တဲ့ကားလို့ပြောရင်စတီယာရင်မောင်းနေတူပေါ့ဗျာဒီကောင်ကြီးဒီကောင်ဆော်လိုက်တာပြတ်ဘူးအေးဒီကောင်ကလည်းအရင်ကမဆော်နဲ့လို့သူ့နောက်လိုက်တယ်မရှိဘူးလားဥပမာမြင်အောင်ပြောမယ်နော်အခုကတောက်တိုင်အခုတောက်တိုင်ကောင်းဖြိုနေတယ်တာတယ်ခုနည်းနည်းပြန်ကြတယ်နောက်ဒုတိယတောက်တိုင်ဟိုဖြစ်တဲ့ CDN တွေပါမိကန်ဖြစ်တဲ့ကျွန်တော်ဒါကိုဆွန့်တန်းဖြစ်အောင်လုပ်ရနံပါတ်1နံပါတ်3 existing ရှိနေတာထဲထဲမှာကျွန်တော်ဘယ်လိုစီအောင်လဲဘယ်မသက်တွေတုံးတာဒါသွားမယ်တောက်တိုင်နောက်ကျန်တာအသေးစိတ်တော့မြင်နောက်တစ်ခုကစီးပွားရေးခင်ဗျပတ်စံမရှိဘာမှမပြောဘူး
ရွှေတုံးကတိုက်ဆိုင်ပုံသွားတဲ့ခါဒါကြက်ဆိုလူရိုက်ထုတ်တော့ inflation ခင်ဗျားတို့သိ hard currency နိုင်ငံခြားငွေရှာဒါကိုပိတ်ခဲ့ကျွန်တော်တို့ကိုလိုနဲ့ပိတ်ခဲ့ပြီးအရှိမပြောတော့ sanction တွေလို့ကျွန်တော်ခုနလောက်တော့အဲ့တော့ sanction တော့တစ်ခုကြုံရင်တော့ခုနတော့ပါတယ်ခုလေးကျွန်တော်တိုက်တွန်းထားတယ် financial sanction မဲ့လို့တာ trade sanction မရှိဘူးရင်းတော့ဒါတွေခင်ဗျားတို့လို့လို့ရတယ်ခင်ဗျားတို့ citizen တွေ control တောင်းပြောချင်တာကအဲ့လိုအလုပ်အကုန်လုပ်အောင်လို့ဆိုဒါကသူ့ attack လုပ်တာပေါ့ဗျာအဲ့ကောင်းပြီသူသုံးတဲ့ method ပဲကျွန်တော်တို့ကသူတို့ထောက်တယ်ကိုဖြစ်ကျွန်တော်ဟိုကြော organize လုပ်တယ်လို့ကဒါသူတို့လုပ်ငန်းကိုကျွန်တော်တို့ကဟုတ်လားဖြစ်အခုဆိုခိုင်ဒီမှာခင်ဗျားတို့သိတာခင်ဗျားတို့လည်းလှုပ်ရှားကျွန်တော်တွေ့ပါနော်ဒီမှာစီသူတို့ approach လုပ်နေတယ်ဗျာ၄ရက်ကိုသွားလိုက်ဒါကြီးလည်းပဲကျွန်တော်တို့ပြောချင်တာကပြည်တွင်းပြပအခြေအနေနိုင်ငံအခြေအနေကျွန်တော်ပေါင်းဆက်လုပ်ကြမယ်တောက်တိုင်ကိုကျွန်တော်ဖြူတာတစ်ချက်နော်အမင်းနောက်တစ်ချက်ကကျွန်တော်တို့ခုနကိုဘက်ကအားကိုပို့ပြီးမှကိုကောင်းစောအတိုက်ရမှာပေါ့ဗျာဒါဆိုလို့ခုနဒါဆိုသိပြီနော်ပါလိဆိုအဲ့အားတွေကိုတိုင်ရရှိလူစောမတူလက်ငါးကြောင်းတော့တူတော့မဟုတ်တာဟုတ်တာနာရှိတယ်ကိုတိုင်ရကိုပြရှုပ်ပြီးတော့မှကိုကအဲ့ခုနဒီအာနာချင်းမဲ့ကိုပြောင်းတိုက်နေဆိုတာဒီတို့ဒီဘတိုင်ရအကုန်လုံးကျွန်တော်ပြောချင်တာနော်I'm struggle is အကုန်လုံးကတာကျွန်တော်ညီလို့ရုံးလိုက်တယ်ပွေပြတ်ကျွန်တော်ခုနနမွေနာပေးတော့ပဲနော်စီးရီးယားကိုကြည့်ပါကျွန်တော်ညီညွတ်ဖက်လို့ကြောချင်းကပ်မှာကမာနာတွေရှော့တာကျွန်တော်တို့သိနေကျွန်တော် involve ဖြစ်လို့ပြောတာနော်ခင်ဗျားတို့ကြားမှာပဲအရေးကြီးတာ corporation ရှိရမယ်နော် corruption ရှိရ corruption နှမျိုးရှိတယ်ဗျ power တဲ့အုပ်စုဘက်ရုံခန့်ခုတွေ့နေကျွန်တော်ကြားနေအခုချုပ်နေကျွန်တော်သိတယ် power corruption အုပ်စုဘက်အာဏာကိုတော့တိုက်ငါအောက်လာခဲ့ဆိုမှမှားနေပြီ corporation ကျွန်တော်ပြောနေတာနောက်တစ်ခုကငွေကြေး corrupt မှနှမျိုးရှိဒီနိုင်ငံတွေမှာလည်းရှိတယ်သို့တော်သူကဥပဒေစိုးမိုးတယ်ရေးကျွန်တော်တို့မှာဘာမှဥပဒေမရှိဒါလည်းလောက်အောင်ပေါ့ပြောချင်တဲ့ point ဒီကျွန်တော်တို့ကတစ်ချက်ဒီ20%အာဏာရှိကိုခြေနေကောင်းပေးနေတယ်ရှုံးလို့မရဘူးနာမည်အဲ့ဒါကိုညီညွတ်နေကြော်ချက်ဆိုင်တိုက်လိုက်ကိုတန်ရတန်လို့နေရာမလို့နဲ့နော်ပြဿနာနေရာလို့ဒီပြဿနာဒါနေရာအဲ့ကျွန်တော်ပြဿနာအဲ့ဒါကိုလို့ရှင်းလို့ရှင်းပြီးရင်ကျွန်တော်ညီညွတ်ချတော့ trust building လို့ပေါ့ leadership vacuum ကျွန်တော်ဖြစ်ရအားကိုးမနေဒါဆိုရင်ကျွန်တော်တို့ကဒါနံပါတ်1လမ်းရောက်တော့ဒါအချုပ်ပဲကျွန်တော်ဖြေခွင့်ပြီးပါနော်ကျွန်တော်ပြောတာဒါချင်းလွဲကုန်မှာဆိုလို့ချုပ် micro level နဲ့ကျွန်တော်ရှင်းပြတင်ပြနောက်တစ်ချက်ကကျွန်တော်ခုနတင်ပြပြီးဒီအကြမ်းမြင်လေးပဲကျွန်တော်တို့ကအားလုပ်တဲ့အခါမှာဘိုးကျောင်းစကားနဲ့ပြောမယ်ဗျာအင်္ဂလိပ်အခက်ဗမာအချက်ဒီပါလို့ခဲ့ရှင်းလေးပဲနော်ပြန်ကြည့်ခွင့်သမိုင်းနဲ့နော်ရှင်းရတော့လူကဝေးလဲဝေးဆက်သွယ်လေးခက်တော့အများကြီးမပါမြို့နေလေကိုတမောင်းတို့ပါနိုင်တာလေကျွန်တော်သိနေတာပဲနော်ဆက်သွယ်တာ communication problem ပါပြီးတော့အဲ့အချိန်မှာဒါဟိုဘက်ခစ်ပြန်ကြည့်တော့ပြန်လို့အဲ့ဒါကြောင့်ဒီဘက်ခစ်လည်းနေတယ်ဒါကျွန်တော်ကြိုးပြောတာဆိုအဲ့ဆိုဘုချုပ်ကသူလည်းပဲကျောင်းသားဘွားကသူ political struggle တော့ရတာဘာကတာကိုမိုးသီးဆိုလုတ်တာပဲဘာဥပဆိုလုတ်ဘာဆိုလုတ်တာပဲနော်ဘာဖြစ်လဲလုတ်တယ်နိုင်ငံရေးလုတ်နေတဲ့ဖွဲ့ဟုတ်လားသူမှလည်းခဲနေနေအကြောင်းသူအသက်တော်ပေးတယ်တော့နောက်မှန်တဲ့လူတွေစီတခင်ကိုတော့ဝိုင်းရပြီးတော့ political struggle နဲ့သူရုန်းကန်ခဲ့တယ်ဒါပေမဲ့သူမပြီးခုလို့မပြီးကိုကပြတ်သွားတယ်ဗျာမပြီးဆိုတော့ဘာလုပ်လဲအခုညီတောင်းလို့ရဲဘော်သူညီဖွဲ့တာသမိုင်းပြန်ကြည့်ပါအဲ့ထဲကပြောက်ကိုကျွန်တော်တွေ့လို့ကျွန်တော်ပြောအရန်ပြောတာမဟုတ်ဘူးဘုကြောင့်တွေ့လို့ကိုဆုံးသွားစစ်ဖို့ကျွန်တော်တို့အတွေ့အကြုံပါဆိုတော့အဲ့လိုလုပ်ခဲ့သမိုင်းမှာလည်းပါဆိုတော့အဲ့လိုကျွန်တော်တို့က I'm struggling နဲ့ပွားတဲ့ချိန်အဲ့ဒီမှာတော့ကျွန်တော်တို့ကစီမီတော့ follow မရဘူးပြုတ်ဝက်လောက်ရတာအခုကအခုတရား official ချနေတယ်ဆိုတော့အဲ့မှာလုပ်ပြီးဒါနဲ့မပြည့်စုံဘူးညာဘာလို့ဘုချုပ်ကဓာတ်ဆိုပြီးမှ I'm struggling ပြီးတဲ့ခါအင်္ဂလိပ်ကဘာအင်္ဂလိပ်ဖြစ်ကောဒုတိယကဖြစ်တော့ဘာလို့လဲသူကဘာလဲအင်္ဂလိပ်ဆိုဂျပန်ပေါက်တိုက်တာမဟုတ်လားအခုလည်းကျွန်တော်စဉ်းချုပ်ပြီးကောင်းပြီပြီးအချိန်လေးရသွားလို့အင်္ဂလိပ်ပြန်တိုက်နောက် political struggle လို့ကျွန်တော်ကအဲ့ဆိုပေါင်းဆက်ပြီးတွားခဲ့တယ်ခုလည်းပဲကျွန်တော်တို့ဟာတစ်ချက်လူပေါင်းစီညီတွားရမယ်နော်အချုပ်ကားလိုက်တော့ corporation ဖြစ်နေရမယ်ဖက်တော့နော်နေရာဒေသအသီးသီးပေါ့ဗျာနော် sector အားလုံးလို့ကျွန်တော်တို့ဝင်ပြီဂါနာအသီးသီးကအပေါ် corporation လုပ်မယ်နံပါတ်1 corruption ဆိုတာအားလုံးရှိတာနော်အဲ့ဒီကလာအကျင့်ပြတ်နေတဲ့အာဏာကိုကြိုက်တယ်မောတယ်ကလတိုင်ကြိုက်တယ် popular ဖြစ်နေရှော့မယ်နော်အချင်းချင်းထိန်းကြမယ်နောက်တစ်ခါငွေကြေးအဖက်တမဖြစ်ရောက်တဲ့နေရာရောက်တယ်မရောက်အဲ့ထက်မှလည်းအဲ့တော့အဲ့ဓာတွေကကျွန်တော်ထိအောင် corrupt ဆိုတာပေါ့နော်ဒါဒီစကလုံးရဟိုကျွန်တော်တန်းလို့သုံးတယ်ခွန်းတော့ပါနော် corrupt ဆိုတာပတ်စံခုမှမဟုတ်ဘူးဒီဗျာနော်ချစ်သိရှိရတဲ့ ethic တခုမထိုင်းလို့ဒါ corrupt ပဲဒီဗျာဟုတ်တယ်တင်ခင်ဗျာရက်တော့ကားမောင်းသွားရက်တော့ချင်းခင်ဗျာမူးရခင်ဗျာပလိကဖမ်းတာပဲဒါ ethic တခုပဲဆိုပြောချင်တာကအဲ့ဒီ၃ချက်ကိုကျွန်တော်လိုက်နာပြီးတော့မှဒါဝင်ညီညွတ်အကောင့်တွေပို့လို့ရှိရင်ဒီပွဲမပြတ်ဆရာမရှိဘူးကြိုက်တော့အာကြီးကျွန်တော်ကအများကြီးတော်တယ်နော်အဲ့တော့ကဘာအားကိုလည်းပြန်ပြောပါမယ်အတိုင်းတာတပဲလောက်တာမဟုတ်ဘူးနော်ကျွန်တော်တို့ကဘာကိုကျွန်တော်တပဲလောက်ပြီးပြီးကိုတာမဟုတ်ပေါ်ကိုမယ်သို့တော့ဘာကောဒီလေလောက်ရမှာကျွန်တော်သက်ဆိုင်ရာအတွက်ဝေပေးမှာမဟုတ်ပါဘူးငွေလဲလိုနေရတယ်ရှိတာ money make everything မဟုတ်ပါဘူး money make many things ပါနော် money make not everything money make many things ဒါကျွန်တော်ယူဆဖြစ်တဲ့အတွက်ကြောင့်ဒီမေးခွန်းကိုဖြေရမယ်ဆိုရင်လက်ရှိကျွန်တော်အာဏာရှင်ဖြုတ်ဖို့အတွက်
အခုနပနာမကျွန်တော်ဒီမှာတဲ့ချက်တွေအားလုံးကိုကျွန်တော်လိုအပ်ချက်တွေဖြည့်တတ်မယ်ဗလေးလောက်တာမဟုတ်ဘူးကျွန်တော်တို့ကဘာလို့မလဲပူပေါင်းဆိုရင်လှုပ်လာလို့ရှိတာနော်သက်ဆိုင်ရာခန္ဓာလိုက်အားလုံးပြောတာနော်ဒီမျိုးလိုက်ကောနော်နေရာဒေသလိုက်ကောပြည်တွင်းပြည်ပကောအင်တန်အကောလုံးကိုကျွမ်းကျင်ရကိုယ့်ရဲ့ expertise လိုက်ဗျာနော်ကိုကျွမ်းကျင်တဲ့တွေ့ကြုံဖြတ်သန်းတဲ့တွေ့ကြုံခေါင်းတွေကိုယူပြီးမှနော်ကျွန်တော်လည်းအကုန်ကျွန်တော်မှားတာလည်းမရဘူးအဲ့တော့မှားတာတွေကိုကျွန်တော်ပြင်မယ်မှားအောင်လုပ်မယ်ဒီမှာလည်းလူလည်းကြည့်ရမှာပေါ့နော်ခုနကကျွန်တော်တင်ပြပြီးပါချုပ်အဲ့ဒါအားလုံးက corporation တိုက်မယ်ဆိုခင်ဗျာဟာလားခဏမေးတဲ့မိကုန်းကိုကျွန်တော်ချမ်းမင်းကျွန်တော်ညံမိသလောက်ကျွန်တော်ရှေ့လဲပြောပြီးတော့တောင်းမှဖြည့်ပြီးပါလို့ကျွန်တော်နေတယ်နော်ဖြည့်ပြရစီလို့ပဲနော်ကျွန်တော်ကပြောပြရစီဗျ